အားလုံးပဲမင်္ဂလာပါဒီနေ့ကျမအနှစ်ချုပ်ပေးခြင်းနဲ့စာအုပ်လေးကတော့စာရေးသူ Vaskin ရေးသားတဲ့ Good Vibes Good Life ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ပါဆိုရင်ကျမတို့ရဲ့နေ့စဉ်ဘဝထဲမှာ positive thinking လို့ခေါ်တဲ့အကောင်းမြင်စိတ်နဲ့တွေးတောခြင်းပေါ့နော်အဲ့ဒီ positive thinking ကိုဘယ်လိုမျိုးလက်တွေ့ကျကျအသုံးချရမလဲဆိုတာကိုရှင်းပြပေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ကိုပြန်လဲပြုစုပြောင်းထောင်တဲ့ self careလက်ရှိအခိုက်အတန့်မှာအသိစိတ်ကပ်ပြီးတော့နေထိုင်တဲ့ mindfulness နဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေပန်းနိုင်တွေကိုတကယ်ဖြစ်လာအောင်လို့ဖန်တီးယူတဲ့ manifesting လို့ခေါ်တဲ့စတဲ့အကြောင်းအရာတွေကိုစာရေးသူကထောင်ပေါင်းစုံကနေပြီးတော့လစ်ဟင်းမှုမရှိအောင်ကိုအနှစ်သာရရှိနဲ့မျှဝေထားတဲ့စာအုပ်တုပ်ဖြစ်ပါတယ်ဘဝမှာအခက်အခဲတွေကြာရှုံးမှုတွေရင်ဆိုင်လာတဲ့အချိန်မှာကိုယ့်ရဲ့ mindset ပေါ့နော်ဒီစိတ်နေစိတ်ထားအတွေးလေးကိုနည်းနည်းလေးပြောင်းလိုက်ရုံနဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေကဘလောက်တောင်တိတိတသားပြောင်းလဲသွားလဲဆိုတာကိုဒီစာအုပ်ထဲမှာလမ်းပြပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်ကကိုယ့်ရဲ့ mental နဲ့ emotional health ပေါ့နော်ဒီစိတ်ကျန်းမာရေးကိုအထူးဂရုစိုက်ခြင်းတဲ့သူတွေပြီးတော့ကိုယုံကြည်မှုရှိတဲ့ self empowerment လို့ခေါ်တဲ့လမ်းကြောင်းပေါ်ကိုရှောက်လန်းခြင်းတဲ့သူတွေအတွက်အဖို့တန်လက်ဆွဲစာအုပ်တို့ဖြစ်ပါတယ်အဲ့တော့စာရေးသူပြောခြင်းတဲ့အဓိက mantra လေးကတော့ရှင်းရှင်းလေးပါပဲ good vibes လို့ခေါ်တဲ့ကောင်းမွန်တဲ့ဒီစိတ်နေစိတ်ထား good life လို့ခေါ်တဲ့ကောင်းမွန်တဲ့ဘဝကိုဖန်တီးပေးနိုင်မှာပါဆိုတဲ့ mantra လေးပဲဖြစ်ပါတယ်အဲ့တော့ဒီစာအုပ်လေးအကြောင်းကိုမပြောခင်မှာကျွန်မဒီစာအုပ်ကိုစသိတာလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကပေါ့နော်အဲ့လောက်ကစသိတာဒီစာအုပ်ကထွက်ခဲ့တာ2021ခုနှစ်ကထွက်ခဲ့တဲ့စာအုပ်ပါအဲ့တော့စာအုပ်ဆိုင်တစ်ဆိုင်ကိုတွိုင်းနေ best seller ပေါ့နော်အဲ့ဒီ weekly ဒီ best seller books ဒီစင်ပေါ်မှာဒီစာအုပ်လေးကတင်ထားတာကိုတွေ့တော့ကျွန်မcover ကိုကြည့်လိုက်တယ်စာအုပ် cover ကိုကြည့်လိုက်ရုံနဲ့good vibe good life ဆိုတော့ဒီစာအုပ်ကဒါ positive thinking ပေါ့နော်ဒါနဲ့ပတ်သက်တဲ့စာအုပ်လေးပဲဆိုပြီးတော့ကျွန်မတို့တော်တော် attractive ဖြစ်ခဲ့တဲ့စာအုပ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကတခြားစာအုပ်တွေကတခြားစာအုပ်တွေဝယ်ဖို့သွားတာဆိုတော့တခြားစာအုပ်တွေပဲဝယ်လာပြစ်လိုက်တယ်အဲ့စာအုပ်ကိုမဝယ်သေးဘူးပေါ့နော်ပြီးမှဒီ audio book ဖြစ်နားထောင်ကြည့်လိုက်မယ်ပြီးမှလာပြန်ဝယ်မယ်ပေါ့နောက်တစ်ခေါက်မှဆိုပြီးတော့ကျွန်မထားခဲ့လိုက်တာပေါ့နော်ပြီးတော့အိမ်ပြန်ရောက်တော့ YouTube ကနေပြီးတော့ရှာပြီး audio book ကိုနားထောင်ကြည့်ရပေါ့နော်နားထောင်လိုက်တယ်ဆိုတာနဲ့လေစိတ်ကလေအေးချမ်းသွားတာသိလားစိတ်ကအေးချမ်းပြီးတော့ကျမတို့သိနေတဲ့အကြောင်းအရာတွေပဲဒါတွေကိုကိုယ် remind ပြန်လုပ်တာဒီ lifestyle လေး change တဲ့ဟာလေးကိုလေအဲ့တော့မှဆိုပြီးစိတ်ကအေးချမ်းပြီးကိုယ့် energy ကပါလေမြင့်သွားတော့ကျမအရန်ကိုလိုချင်သွားတဲ့စာအုပ်ကငါစာအုပ်ကိုဒီစာအုပ်ကိုဖတ်ချင်တယ်ပေါ့ဖတ်ကြည့်မယ်ဆိုပြီးတော့ online ကနေမှာလိုက်တယ် online ကနေမှာတော့ကိုယ့်ရဲ့ပေါ်စာမှုပေါ့နော်အဲ့တော့စာအုပ်ကတော့အိမ်ကိုတော့ရောက်လာတယ်ဒါပေမဲ့ကြည့်လိုက်တဲ့အချိန်မှာစာအုပ်ကဂျပန် version ဖြစ်နေတာပေါ့နော်ဂျပန်စာရင်းနဲ့ရေးထားအဲ့တော့ကျွန်မဂျပန်စာရင်းနဲ့ရေးထားဆိုတော့ကျွန်မမဖတ်တော့ဘူးပေါ့နော်မဖတ်ဘဲနေအခုတည်းဒီအဲ့စာအုပ်ကအခုတည်းရှိနေတော့ဒီစာအုပ်စင်မှာပေါ့နော်အိမ်မှာရှိနေတော့အဲ့နဲ့ကျွန်မမဖတ်ဘဲနေ audio book ကိုပဲနားထောင်နေပြီးတော့ PDF ရှာလိုက်တယ်ပေါ့နော်အဲ့နဲ့ဖတ်ပြီးတော့အရန်ကိုဒီ positive thinking ပေါ့နော်ဒီကိုကဒီအကောင်းမြင်စိတ်လေးထားလိုက်တာကိုယ့်ရဲ့အနေထိုင်လေးအပြုတ်မှုလေးနည်းနည်းလေး mindset လေး change လိုက်တာ ਨੇ တကယ်ကိုအံ့ဩစရာကောင်းအောင်လို့ကိုယ့်ရဲ့ဒီလုပ်ရက်တွေကိုလိုချင်တဲ့အရာတွေကလည်းကိုဘေးနားကိုတဖြည်းဖြည်းရောက်လာရဲဆိုတာကိုသိလာတယ်ပေါ့နော်တကယ်လက်တွေ့မှာလေအဲ့တော့ဒီအကောင်းမြင်စိတ်တွေးတောတဲ့ဟာလေးအကောင်းမြင်စိတ်ထားခြင်းရဲ့တကယ်ကိုရလတ်ကအံ့ဩစရာကောင်းအောင်လို့ရလက်ထွက်ပေါ်ရဲဆိုတာတော့ကျမတို့အပြည့်အဝယုံကြည်အဲ့အတွက်ကြောင့်ဒီစာအုပ်လေးကိုဒီနေ့မှာအားလုံးကိုမျှဝေပေးချင်ပါတယ်ဒီစာအုပ်ကိုနားထောင်ပြီးရဲ့အချိန်မှာလေကိုယ့်ရဲ့ mindset တွေဒီ change သွားမယ်ပြီးတော့ကိုယ့်ရဲ့အပြုအမူအပြောဆိုလေးတွေကို remind လုပ်သလိုဖြစ်ပြီးတော့အများကြီးကိုအကျိုးရှိစေမယ်ဆိုတာကိုလုံးဝသိကြပါတယ်အဲ့အတွက်ကြောင့်ကျမတို့ဒီစာအုပ်လေးကိုအဆုံးထိတည်တည်ချာချာလေးကျမတို့နားထောင်ကြည့်ရအောင်ပါနော်အဲ့တော့ပထမဆုံးကျမက intro ဝင်တာလေးများသွားပြီဆိုတော့အဲ့တော့စာအုပ်လေးအကြောင်းကိုအရင်ဆုံးပြောပြပါမယ်ခုနပြောသူစာအုပ်က2021ခုနှစ်ကထွက်ပြီးတော့စာအုပ်ရေပေါင်းတန်းနဲ့ချီပြီးတော့ရောင်းရထားတဲ့ best seller စာအုပ်တုပ်ဖြစ်ပါတယ်ဘာသာပေါင်း40နီးပါးလောက်လဲဘာသာပြန်ထားတဲ့စာအုပ်ပါဒါပေမဲ့ထူးခြားတဲ့တကူကဒီစာအုပ်ကိုရေးတဲ့စာရေးဆရာကလူငယ်စာရေးဆရာပါကျမအဲ့စာအုပ်ကိုဖတ်တဲ့အချိန်မှာလဲခံစားရတာစာရေးဆရာဘယ်လောက်ထိအောင်သူ့စိတ်ကအေးချမ်းနေလိုက်မလဲဆိုပြီးတော့ကျွန်မတွေးမိသွားပါတယ်ဒီလောက်ထိရေးနိုင်နေဆိုတော့ဘောနော်စာရေးဆရာအကြောင်းကိုရှာကြည့်လိုက်တဲ့အခါမှာစာရေးဆရာအခုမှအသက်က38နှစ်ပေါ့နော်အဲ့ဒါပဲရှိသေးတယ်အဲ့တော့ तू ဒီစာအုပ်ကိုရေးခဲ့တဲ့အချိန်က32 33ပေါ့အဲ့ဒီအရွယ်မှာ तू ကဒီစာအုပ်ကိုရေးနိုင်တာပေါ့နော်
အဲ့တော့စာရေးဆရာ Vaskin ရဲ့အကြောင်းလေးကိုနည်းနည်းလေး intro လေးပြောပြချင်ပါတယ်စာရေးဆရာ Vaskin ကသူက Indian British ပေါ့နော်ဒီအိန္ဒိယနွယ်ဘွားပေါ့အင်္ဂလန်မှာနေတဲ့သူပေါ့နော်သူ့အဖေကငငယ်လေးနဲ့ဆုံးသွားတယ်အမေက single mom အဖြစ်နဲ့ပဲသူ့ကိုပြုစုပြောင်းထောင်လာသူ့ရဲ့ငယ်ရွယ်ဘွားတော်တော်များများကားပေါ်မှာပဲကားပေါ်မှာအိတ်ဆိုရယ်ဒီ homeless ပေါ့နော်အဲ့ဒီဘဝကနေပဲဖြတ်တန်းခဲ့ရတာပါတဖြည်းဖြည်းနဲ့သူကနောက်ပိုင်း social media ပေါ့နော်ဒီ Instagram ကနေပြီးတော့ motivational quote လေးပေါ့နော်ဒါလေးကိုရေးနေမှာ follower တဖြည်းဖြည်းနဲ့များလာတယ်အဲ့ကနေစပြီးတော့သူက influencer အဖြစ်ကနေပြီးတော့သူဒီစာအုပ်ကိုစာရေးရသူ့ရဲ့ပထမဦးဆုံးရေးထားတဲ့စာအုပ်ပထမဦးဆုံးရေးတဲ့စာအုပ်မှာပဲအောင်မြင်မှုကကြောက်စရာကောင်းလာအောင်ပေါ့နော်ဒီအောင်မြင်မှုကိုရရှိသွားတာပေါ့နော်ဒီစာအုပ်ကြောင့်ပဲသူကဒီဩဇာအရှိဆုံး mindset coach တယောက်လည်းဖြစ်လာတယ်ပြီးတဲ့အခါကျတော့လူပေါင်းများစွာရဲ့ဘဝကိုလည်းအပြုသဘောဆောင်တဲ့ဒီဘက်ကနေပြီးတော့ပြောင်းလဲပြီးတဲ့အတွက်ကြောင့်သူ့ရဲ့လူတော်များများက voice of optimism လို့ခေါ်တဲ့အကောင်းမြင်ဝါဒရဲ့အတန်ရှင်ဆိုပြီးတော့တင်စားပြီးတော့ခေါ်ကြပါတယ်ဒါကတော့စာရေးသူအကြောင်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်မကဒီနေ့ဒီစာအုပ်လေးကိုအပိုင်း9ပိုင်းခွဲပြီးတော့နှစ်ချုပ်ပြီးသွားပါမယ်အဲ့တော့9ပိုင်းဆိုတော့အရန်ရှိမှာပဲဆိုတော့လန့်တော့မလန့်သွားပါနဲ့တက်နိုင်လောက်ကျွန်မသေချာချုပ်ပြီးတော့အဓိကအချက်လေးတွေမကြံအောင်လို့ summarize လုပ်ပေးပါမယ်အဲ့တော့အခုအပိုင်း1ကိုစပြီးတော့လေ့လာရအောင်အပိုင်း1ကတော့ a matter of vibe လို့ခေါ်တဲ့ vibration ပေါ့နော်ဒီတုန်ခါမှုတွေရဲ့အရေးပါပုံဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့ vibration ဆိုတာဘာကိုပြောတာလဲပေါ့နော်Vaskin ရဲ့တက္ကသိုလ်တက်နေတဲ့အချိန်မှာငွေကြေးအခက်အခဲတွေနဲ့မပြည့်စုံမှုကြောင့်စိတ်ပိုင်းဆိုင်ရာတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်။အဲ့လိုအချက်တဲတွေကြားကနေပြီးတော့ထွက်ပေါက်ရှာရင်းနဲ့ The Secret ဆိုတဲ့ဒီစာအုပ်ကနေတဆင့် Law of Attraction လို့ခေါ်တဲ့ဆွဲဆောင်မှုနိယာမအကြောင်းကိုစတင်ပြီးတော့တွေ့ရှိခဲ့ပါတယ်။သူ့ရဲ့ပထမအဆုံးအဲ့ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာသူ့ရဲ့ပထမအဆုံးလက်တွေ့စမ်းသပ်ချက်ကတော့သူကသူ့တငယ်ချင်းတွေနဲ့အားလျက်ခီးထွက်ချင်တဲ့ဆန္ဒကိုသူလက်တွေ့စမ်းသပ်ကြည့်ရပေါ့နော်။အဲ့တော့သူ့မှာကအဲ့ဒီအချိန်မှာအရန်ကိုခက်ခဲပတ်စံလည်းမရှိဘူးအဲ့အတွက်ကြောင့်သူတငယ်ချင်းတွေနဲ့ခီးလိုက်ဖို့အတွက်30ပတ်စံမရှိဘူးပေါ့နော်အဲ့တော့ तू မလိုက်နိုင်ဘူးဒါပေမဲ့ तू ကဒီ the secret ထဲမှာပါတယ် law of attraction လို့ခေါ်တဲ့ဆွဲဆောင်ခြင်းနိယာမဘလောက်ထိအောင်အလုပ်ဖြစ်တယ်ဘလောက်ထိတက်ရောက်မှုရှိရဲဆိုတာကို तू စမ်းသပ်ချင်တော့ तू ကသူ့ရဲ့စိတ်ကိုအကောင်းမြင်စိတ်နဲ့ပဲ तू တွေးလိုက်တယ်အဲ့တော့ तू ကတငယ်ချင်းတွေနဲ့မလိုက်နိုင်တာကိုသိပြီး तू ကသူ့မှာပတ်စံမရှိရဲ့ဒီ lack ဆိုရဲပေါ့နော်ဒီမရှိခြင်းတရားကိုသူကခေါင်းထဲကနေထုတ်ထားပြီးတော့တငယ်ချင်းတွေနဲ့သူနဲ့ခီးသွားနေတဲ့ beach မှာတငယ်ချင်းတွေနဲ့ပျော်ပါနေလုံးဝအသေးစိတ်ကားပေါ်မှာကားစီးသွားတာအစားသူအသေးစိတ်တွေးပြီးတော့ထားလိုက်တယ်အဲ့ဒီအချိန်မှာမထင်မဖဲနဲ့ tax rebate ပေါ့နော်ဒီအခွန်ပြန်ငွေရရှိပြီးတော့သူကအဲ့ဒီခီးကိုသွားနိုင်သွားတယ်အဲ့မှာရင် तू က law attraction ကတကယ်ကိုအလုပ်ဖြစ်တယ်ဆိုပြီးတော့ तू ယုံကြည်သွားတယ်ပေါ့နော်ဒါပေမဲ့ဘဝဆိုတာအမြဲတမ်းတော့မตายရဘူးလေတနေ့မှာ तू ကျောင်းက project တစ်ခုမှာလူမှုရေးပြဿနာတွေပြိပခါတွေကြုံလာတဲ့အခါမှာတော့ तू ကကိုယ့်ကိုပြန်ပြီးတော့တန်တရားဝင်လာတယ်ငါကအမြဲတမ်း positive mindset နဲ့ဒီအကောင်းမြင်စိတ်နဲ့ပဲတွေးတယ်နေထိုင်နေပေါ့နော်အဲ့လိုဖြစ်နေရတော့ဘာလို့ငါဘဝဒီလိုလာဖြစ်နေရလဲဆိုပြီးတော့ तू ကဒီ law attraction ကို तू တန်တရားဝင်လာတယ်ပေါ့နော်အဲ့ဒီအချိန်မှာသူ့ရဲ့ယုံကြည်မှုတွေကလည်းပျောက်ဆုံးသွားတယ်စိတ်ဓာတ်တွေကလည်းကျပြီးတော့နောက်ဆုံးမှာကြောင်းထွက်ခြင်းတဲ့အထီအောင် तू ဖြစ်သွားတယ်အဲ့ဒီလိုဖြစ်နေတဲ့အခိုက်အတန့်မှာပဲသူ့မရဲ့မင်္ဂလာဆောင်ပေါ့နော်ဒါအိန္ဒိယနိုင်ငံဂူဝါမြို့ကို तू သွားတယ်မိသားစုနဲ့သွားတဲ့အချိန်မှာ तू ကဒီ family နဲ့မိသားစုနဲ့အတူတူရှိရတဲ့အခိုက်အတန့်လေးကို तू ပြန်တွေးပြီးတော့အဲ့ဒီမှာ तू အရန်ပျော်သွားတယ်ပျော်သွားပြီးတော့ तू ဒီအခိုက်အတန့်လေးကို तू ကျေးဇူးတင်သွားတယ်ပေါ့နော်ကျေးဇူးတင်လိုက်တယ်ဆိုတာနဲ့သူ့ရဲ့ဒီအတွင်းထဲက energy ကလည်းပြန်ပြီးတော့မြင့်လာတယ် positive thinking လုပ်နိုင်တဲ့စွမ်းအားတွေကလည်းပြန်ပြီးတော့ရလာတယ်လူကခုနကလို့စိတ်ဓာတ်ကကျသွားတဲ့အချိန်မှာဆိုရင်ဒီလိုအကောင်းမြင်စိတ်ကမထားနိုင်တော့ဘူးလေသိလားအမြဲကိုယ်စိတ်ကဘယ်လိုပြောမလဲစိတ်ကြနေတဲ့အချိန်ဆိုလို့ရှိရင်ကိုကောင်းတဲ့ဘက်ကိုဖြည့်ပြီးမတွေးနိုင်တော့အမြဲမကောင်းတာတွေပဲတောက်လျှောက်တွေးနေမိတာပေါ့နော်ဒါပေမဲ့ तू ကအဲ့ဒီမှာမိသားစုနဲ့ရှိရဲ့အချိန်ကိုကျေးဇူးတင်လိုက်တဲ့ gratitude ပေါ့နော်ဒီကျေးဇူးတင်တဲ့စိတ်ကိုထားလိုက်တဲ့အချိန်မှာချက်ချင်းကိုသူ့ရဲ့ energy ဒီ vibration ကပြန်တက်သွားတယ်ဒီနေ့အဲ့ဒီကနေပြီးတော့သူ့အကောင်းမြင်စိတ်နဲ့ပဲသူចောင်းစာကိုပြန်ပြီးတော့စူးစမ်းလိုက်တဲ့အချိန်မှာထူးထူးခြားခြားအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပါတယ်ဒီထဲမှာ तू အရေးကြီးတဲ့အချက်တစ်ခုကိုထောက်ပြထားပါတယ်အဲ့ဒါက law of attraction ဆိုတာကဒီဆွဲဆောင်မှုနိယာမဆိုတာကကိုလိုချင်တာကိုဖြစ်လာဖို့တွေမဟုတ်ပါဘူးတဲ့တခါတလေကိုဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါမှာ a blessing in disguise လို့ခေါ်တဲ့အစိုးရကအကောင်းလဲဖြစ်လာနိုင်ပါတယ်ကိုကဒီတစ်ခုခုကိုအကောင်းဆုံးလုပ်တယ်အကောင်းဆုံးလုပ်ပြီးတော့စူးစမ်းလိုက်တယ်ဒါပေမဲ့fail ဖြစ်သွားတယ်သိလားအစိုးတွေပဲဖြစ်သွားတယ်ကောင်းတဲ့ရလည်းမဖြစ်လာဘူးအဲ့ဒါဆိုလို့ရှိရင်
ဒီအဆိုးဖြစ်တယ်ဆိုတာရဲ့ကန်ဆိုးသွားတယ်လို့ထင်ရပြီနောက်ပိုင်းမှာကိုယ့်အတွက်ဒါကကောင်းကျိုးပို့ပြီးတော့ကောင်းတဲ့နေရာတစ်ခုရောက်ဖို့အတွက်ဒီပထမဆုံးအဆိုးတွေကြုံလိုက်ရတာမျိုးဖြစ်နိုင်ပါတယ်ဒီနေရာမှာသူက law of vibration ဆိုတဲ့အကြောင်းကိုပြောပြထားပါတယ်ဒီပထမပိုင်းအပိုင်း1ရဲ့ဒီ vibe လို့ခေါ်တဲ့ vibration တွေရဲ့တုန်ခါမှုတွေရဲ့အရေးပါပုံဖြစ်တဲ့ဒီ vibration ဆိုတာဘာကိုပြောရလဲဆိုတာကိုလေဒီထဲမှာရှင်းပြထားရပေါ့နော်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူပစ္စည်းတွေပြီးတော့အတွေးတွေခံစားချက်တွေအဲ့ဒါတွေအကုန်လုံးကစွမ်းအင်တွေနဲ့တိဆောက်ထားတာဖြစ်ပါတယ် energy တွေနဲ့တိဆောက်ထားတာဖြစ်ပြီးတော့အဲ့ဒီ energy တွေအကုန်လုံးကလည်း vibrate ဖြစ်နေပါတယ်တုန်ခါနေကြပါတယ်အဲ့ဒီတုန်ခါနေတော့ကိုကကောင်းတဲ့အရာတွေကိုကိုယ့်ရဲ့ဘဝတွေကိုရောက်လာစေခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီစိတ်ခံစားချက်အထက်မှာရှိနေတဲ့စိတ်ခံစားချက်နဲ့ကိုယ့်ရဲ့ energy ကလည်းအဲ့ဒီကောင်းတဲ့အရာတွေနဲ့ vibration ကထပ်တူကျနေဖို့လိုပါတယ်အနည်းချုပ်ပြောရလို့ရှိရင် good vibe ဆိုတဲ့အဓိပ္ပာယ်ကကျမတို့ high vibration မှာကိုယ့်ရဲ့ vibration ကမြင့်နေတာကိုပြောတာဖြစ်ပြီးတော့အဲ့တော့ပျော်ရွှင်ခြင်းတွေချစ်ချင်းမေတ္တာကျေးဇူးတင်ခြင်းယုံကြည်ခြင်းအစရှိတာတွေကို good vibe လို့ခေါ်ပြီးတော့ဒေါသဖြစ်တာတွေကြောက်တာတွေသူများကိုမနာလိုတဲ့စိတ်တွေအပြစ်တင်တဲ့ဒီမကောင်းတဲ့စိတ်တွေပေါ့နော်အဲ့ဒီစိတ်တွေကိုတော့ bad vibe low vibration လို့ခေါ်ပါတယ်အဲ့တော့ good vibe ဆိုတာကကိုယ့်ရဲ့ဒီ energy အထဲတွေကပျော်ရွှင်တာတွေချစ်ချင်းမေတ္တာတွေဒီလိုမျိုးကြည်ကြည်နူးနူးအရာလေးပေါ့ကောင်းမွန်တဲ့အရာတွေကိုကျမတို့ good vibes လို့ခေါ်ပြီးတော့ကျမတို့ရဲ့ vibration ကမြင့်နေတယ်ပေါ့ low vibe ဆိုတာတော့ကျမတို့မနာလိုတဲ့ဒေါသထွက်တဲ့သူများကိုနော်ပြီးရခါကျတော့အပြစ်တင်တာတွေအဲ့လိုမျိုးညီးတွားနေတဲ့အရာတွေပေါ့အဲ့ဒီဟာတွေဆိုကျမတို့ရဲ့ vibration ကနှိမ့်နေတယ်လို့ဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဥမာအဖြစ်ဆိုလို့ရှိရင်ကိုက radio တစ်လုံးနဲ့တချင်းနားထောင်ခြင်းတယ်နော်ကိုနားထောင်ခြင်းတာက88.0 MHz မှာရှိနေတယ်88ဒီ radio line မှာရှိနေတဲ့တချင်းတစ်ပုဒ်ကိုနားထောင်ခြင်းဒါပေမဲ့ကိုယ့်ရဲ့ radio ကထားပါတော့97.5ပေါ့ဒီ69.5 MHz ပေါ့အဲ့ဒီဘက်ကဥတည်နေမယ်ဆိုရင်ကျမတို့နားထောင်ခြင်းနဲ့တချင်းကိုကျမတို့ကြားရမှာမဟုတ်ပါဘူးအဲ့ဒီလိုပဲအောင်မြင်မှုနဲ့ပျော်ရွှင်မှုပေါ့နော်ဒီ high vibe ပေါ့နော်ဒီမြင့်မားတဲ့ vibration ကိုလိုချင်ပေမဲ့ကိုယ့်ရဲ့တကယ်ဖြစ်နေတဲ့ energy ကကြောင့်လုံးဝ low vibe မှာဖြစ်နေတယ်တခုဆိုညီးတွားနေတဲ့စိတ်သက်တွေကျနေတယ်သိလားအဲ့လိုမျိုးအကောင်းမြင်စိတ်မရှိဘူးဒီလိုတာဖြစ်နေမယ်ဆိုလို့ရှိရင်ကိုယ့်စီကိုအောင်မြင်မှုတွေပျော်ရွှင်မှုတွေကလေဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူးအဲ့တော့ကိုလိုချင်တဲ့အရာနဲ့ကိုယ့်ရဲ့ဒီစိတ်လိုင်းအတွင်းထဲမှာရှိတဲ့ခုနပြောတဲ့ energy နှစ်ခုကကိုက်နေဖို့လိုတယ်ကိုက်မှသာကိုလိုချင်တဲ့အရာကိုရရှိမှာဆိုရဲအကြောင်းလေးပဲဖြစ်ပါတယ်ဒါကတော့အပိုင်း1က vibration တွေရဲ့အရေးပါပုံဆိုရဲအပိုင်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျမတို့ကဒီတိုင်းစိတ်အေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်ပြီးရဲ့ခါကျတော့ကိုယ့်ရဲ့ပန်းနိုင်တွေကိုတကယ်ကိုလက်တွေ့အကောင့်ထဲပေါ်နိုင်အောင်လို့လိုချင်နေဆိုလို့ရှိရင်ကျမတို့ကအမြဲတမ်းအဲ့ဒီလိုကောင်းမွန်တဲ့ vibration တွေနဲ့ကျမတို့အတွင်းထဲမှာရှိနေတဲ့ဒီ vibration တွေကထပ်တူကြဖို့အတွက်လိုပါတယ်အဲ့တော့အဲ့လိုမျိုးထပ်တူကြအောင်လို့လုပ်နိုင်တဲ့နည်းလမ်းတွေကလည်းရှိပါတယ်အဲ့တော့ဒီအပိုင်း2မှာဆိုလို့ရှိရင်အဲ့လိုကျမတို့ရဲ့ vibration ကိုမြင့်အောင်လို့ဘယ်လိုမျိုးလှုပ်ဆောင်ရမလဲဆိုတဲ့အချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အပိုင်း2အနေနဲ့ကတော့ positive lifestyle habit လို့ခေါ်တဲ့ကိုယ့်ရဲ့ vibration ဒီ energy ကိုမြင့်တင်ပေးမယ်ဒီအလေးအထားလေးတွေကိုလေ့လာကြည့်အောင်ပါနံပါတ်1အနေနဲ့ကတော့ surround yourself with positive people လို့ခေါ်တဲ့ကိုယ့်ရဲ့ဘေးနားမှာအကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့သာဝန်းရံပြီးတော့နေထိုင်ပါဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့ energy ဆိုတာကျမတို့သိရတဲ့အတိုင်းစွမ်းအင်ဆိုတာတယောက်ယောက်ကူးဆက်တယ်ကိုယ့်ရဲ့ဘေးနားကလူကအမြဲတမ်းညီးတွားနေမယ်ပြီးတော့သူများကမနာလိုနေမယ်အမြဲတမ်းပါဇက်ကနေပြီးတော့နော်အဲ့လိုမကောင်းတဲ့စကားလုံးတွေကိုပြောဆိုနေမယ်ဆိုလို့ရှိရင်ကျမတို့ပါဘေးနားမှာသူ့ဘေးနားမှာရှိနေကိုပါတဖြည်းဖြည်းနဲ့စိတ်ကကျလာတယ်လေကိုရဲ့ဒီ energy ကပါတဖြည်းဖြည်းနဲ့ကျလာပြီးကိုကပါညီးတိညီးညူပြီးဖြစ်လာတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ဘေးနားမှာရှိတဲ့သူတွေကအရေးကြီးပါတယ်အဲ့တော့ကိုယ့်ရဲ့ဘေးနားမှာဆိုအမြဲတမ်းအကောင်းမြင်တတ်တဲ့သူတွေ positive vibe ပေါ့နော်ဒီ positive thinking ရှိတဲ့လူတွေနဲ့ပဲနေထိုင်ပါရဲ့အဲ့တော့အဲ့လိုလူတွေဘေးနားမှာနေထိုင်ရင်ကျမတို့ရဲ့ vibration ကလည်းမြင့်လာမှာဖြစ်ပါတယ်နံပါတ်1အချက်နံပါတ်2အချက်ကတော့ change your body language လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်နီဟန်တာကိုပြောင်းလဲကြည့်ပါရဲ့ကျမတို့ရဲ့ဒီ body language ကိုလည်းသတိထားကြည့်ပါတခါလေစိတ်ညစ်လာတဲ့အချိန်မှာအတင်းအကျပ်ကိုကပြုံးပြလိုက်တာနဲ့ချက်ချင်းကိုပဲကိုယ့်ရဲ့စွမ်းအားတွေပြန်ရလာတယ်လို့ခံစားစီရမှာပါအဲ့ဒါကဘာလို့လဲဆိုတော့လိလာတွေ့ရှိချက်တွေအရာကျမတို့ကဒီပြုံးလိုက်တယ်ဆိုလို့ရှိရင်ဒီမျက်နှာမှာရှိတဲ့ကြွက်သားတွေကလှုပ်ရှားသွားတယ်အဲ့ဒီကြွက်သားတွေကလှုပ်ရှားသွားတယ်ဆိုတာနဲ့အုံနောက်ကိုသူကသတင်းစကားတစ်ခုပူလိုက်တယ်
ငါတို့အနေကင်းနေငါတို့ပျော်ရွှင်နေတယ်ဆိုတဲ့သတင်းစကားကိုပို့လိုက်တာပေါ့နော်အဲ့လိုပို့လိုက်တာတဲ့အုံနောက်က endorphin ဆိုတဲ့ဒီ endorphin ဓာတ်တစ်မျိုးထုတ်ပြီးအဲ့ဒီ endorphin ကလူကိုဘာဖြစ်စေလဲဆိုပျော်ရွှင်စေတယ်ခြေနဲ့စေတယ်နောက်တစ်ခုကကျတော့စိတ်ခွန်အားတွေပေးတယ်အဲ့ဒီအတွက်ကြောင့်ကိုကမနှက်ပိုင်းဥမာကိုကအိယာထားလိုက်လေးဒီလေးကန်နေစိတ်တွေညှင်းညူပြီးထားလိုက်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ချက်ချင်းကိုမှန်ရှိကိုသွားပြီးတော့အသက်ကိုပြင်းပြင်းလေးအဲ့လိုအသက်ပြင်းပြင်းလေးချိန်လောက်ရှူလိုက်ရှူပြီးသွားပြီဆိုတာ ਨੇ ခုနကပြောရဲပြုံးပြလိုက်ပေါ့နော်အဲ့လိုပြုံးပြရနေဒါအုံနောက်ကဓာတ်ကိုပေါ့နော်ကိုကလှည့်စားလိုက်တာပဲကိုကစိတ်ညစ်နေတယ်ဒါပေမဲ့ကိုကပြုံးလိုက်တဲ့အတွက်ကြောင့်ခုနသတင်းစကားရပြီးသူ endorphin ထွက်တာ ਨੇ ချက်ချင်းကိုကျမတို့ရဲ့ဒီ energy ကတက်သွားတယ်လို့စွမ်းအားတစ်ခုခုဖြည့်သွားတယ်လို့ feeling မျိုးခံစားရတာပေါ့နော်အဲ့ဒါကတကယ်ကိုလောက်ကြည့်ပါအဲ့ဒါကျမလည်းလက်တွေ့ကိုတိုင်းလည်းအသုံးချနေရတဲ့ခါကျရင်ကိုစိတ်ညစ်တဲ့အချိန်ကြီးပေါ့နော်အဲ့ဒီအချိန်ကြီးမှာလေအခုပြောပြရဲစောက်တဲ့အကြောင်းတွေကိုလုပ်လိုက်လို့ရှိရင်တကယ်ကိုအဲ့ဒီကိုယ့်ရဲ့စွမ်းအားတကယ်ကိုမြင့်သွားတာပါနောက်တစ်ခုကကြာပါလဲဆိုတော့လမ်းလျှောက်တဲ့အချိန်ပေါ့နော်ကိုယ့်ရဲ့ body language ကပခုံးကိုမမှတ်ထားပြီးတော့ယုံကြည်မှုရှိရှိနဲ့လမ်းလျှောက်တာပါအဲ့ဒီဟာလေတကယ်ကိုကိုယ့်ရဲ့ vibration ကိုတကယ်ကို energy ကိုမြင့်စေတဲ့အရာဖြစ်ပါတယ်အဲ့ဒီဟာလေးလုပ်ကြည့်ပါအဲ့တော့ကျမကဒီစာအုပ်ကိုခုနပြောသူဖတ်ပြီးရဲ့အချိန်တွေကကိုယ့်ရဲ့ body language ဆိုလဲသတိထားပြီးတော့ဥမာလမ်းလျှောက်တဲ့အချိန်ကိုကဒီလိုခါးနည်းနည်းကိုင်းနေတာကုန်းနေတာတော့မဖြစ်အောင်အမြဲတမ်းသတိထားပြီးတော့ကိုကရှောက်တယ်ပေါ့နော်ရှောက်တယ်ပြီးတော့ခြေလမ်းကိုတွတ်တွတ်ရှောက်တယ်ပေါ့အဲ့ဒီဟာတကယ်ကိုလက်တွေ့ကိုတကယ်ကိုကျင့်သုံးပြီးတော့တကယ်ကိုထိရောက်တဲ့နည်းလမ်းကိုကလေ energy ကလေအရန်ကိုလေကိုစွမ်းအားတွေပြည့်သွားတယ်လို့မျိုးကို confident တွေရှိသွားတယ်လို့မျိုးအဲ့လို feeling မျိုးကိုခံစားရစီအဲ့တော့ကိုယ့်ရဲ့ vibration တွေကိုမြင့်ကျင်လို့ရှိရင် body language ကိုလည်းသတိထားကြည့်ပါနံပါတ်3ချက်ကတော့ take some time အောင်ပေါ့နော်ကျမတို့ကောင်းကောင်းအနားယူဖို့လိုအပ်ပါတယ်အဲ့တော့တစ်ခါကြလို့ရှိရင်ဒီနေ့စဉ်ဘဝရုန်းကန်နေရတာအကြောင်းမျိုးရောင်ရှိအဲ့လိုအချိန်မျိုးဆိုလေကိုတင်းခံပြီးတော့နေတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ vibration တွေကကျလာပြီဆိုလို့ရှိရင်ဒီပုံဝန်းကျင်ကနေခဏလောက်ခွာပြီးတော့ကိုယ်ကတယောက်တည်းခီးသွားလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်အေးဆေးနေရာလေးမှာကိုယ်အိပ်ရာပေါ်မှာပဲကောင်းကောင်း energy ပြည့်အောင်လို့ပြန်ပြီးတော့အနားယူတာဖြစ်ဖြစ်အဲ့လိုနည်းနဲ့လေကိုယ့်ရဲ့ vibration တွေကိုပြန်တင်လို့ရပါတယ်နံပါတ်4အချက်ကတော့ stay clear of gossip and drama and ပြီးတော့ find some inspiration ပေါ့နော်ဒီကိုဒီ gossip လို့ခေါ်တဲ့အတင်းပြောတာတွေနောက်ကကျတော့သူများရဲ့ drama တွေဥမာကိုက social media သုံးလိုက်တယ်ပွဲတွေပေါ့ကျမတို့ Facebook တွေပိုင်းမှာအမြင်နဲ့တွေ့နေရင်ဟိုလူနဲ့ဖြစ်လို့လင်မယားရန်ဖြစ်တာဟိုမင်းသမီးကဖြစ်လို့အဲ့လိုပွဲတွေပေါ့နော်အဲ့လိုဟာမျိုးဆိုကိုကဝေးနေလိုက်ပါဘာလို့ဆိုတော့အဲ့ဒီဟာတွေပါလိုက်လို့ရှိရင်ကိုယ့်ရဲ့ energy ကိုလေးဆွဲသွားအဲ့ဒီတွေကအဲ့ energy ကိုဆွဲလိုက်ရင်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေကပါအဲ့ဒီကိုပါသွားရင်တခြားအရာတွေမလုပ်နိုင်တော့ကိုမကောင်းတဲ့အရာတွေဆိုလို့ရှိရင်ဒီ social media မှာကိုတွေ့ကိုယ့်ရဲ့ energy ကိုစပြီးတော့ကျစီရဆိုလို့ရှိရင်တော့ဒါကျမဆိုအမြင်နဲ့ log out လုပ်ထားတယ် Facebook တွေပါဆိုလို့ရှိရင်ကိုသုံးကျင်တဲ့အချိန်ကြာမှာဝင်ကြည့်ရပေါ့နော်အဲ့ဒါတော့မှကိုကဒီလို new feed ကိုဆွဲလိုက်လို့အရန်အကြောင်းအရာနည်းနည်းစုံနေပြီဆိုလို့ရှိရင်ချက်ချင်း log out ပြန်လုပ်လိုက်တယ်ဘာလို့ဆိုတော့အဲ့ဒီဟာတွေကကိုယ့်ရဲ့အတွေးတွေကိုဝင်လာမှာစိုးလို့ပေါ့နော်အဲ့တော့ကိုကinformation တွေမလွတ်ချင်ရံဖန်ရံကတော့ဝင်ကြည့်ပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုး gossip တွေ drama တွေကိုလည်းရှောင်ပါအဲ့ဒီအစားကိုဘာလဲဆိုတော့ inspiration လို့ခေါ်တဲ့ဒီကိုယ့်ရဲ့စိတ်ကိုတက်ကြွစေတဲ့အရာတွေပေါ့နော်ဥမာကိုက podcast တွေနားထောင်နေဒါမှမဟုတ်လို့ရှိရင်ဟာတာဗီဒီယိုလေးတွေကိုပျော်ရွှင်စေတဲ့အရာလေးပြီးတော့ကို inspire ဖြစ်တဲ့သူတွေရဲ့ podcast တွေပြီးတော့ video တွေအဲ့လိုဟာမျိုးတွေကြည့်ရတယ်ကိုယ့်ရဲ့ vibration မြင့်တင်နိုင်ပါတယ်ဘာလို့ဆို inspiration ဆိုတာကတကယ်ကိုကျမတို့သွားခြင်းနဲ့ပန်းနိုင်နေကျမတို့ဖြစ်ခြင်းနဲ့လူပေါ့နော်အဲ့လိုရီမန်းချက်တွေကိုတကယ်ကိုပြေဝစီကအနောက်ကနေတွန်းအားပေးနေတဲ့လောင်စာတစ်ခုပဲဖြစ်တယ်အဲ့တော့ကို inspire ဖြစ်တဲ့ဟာလေးတွေကိုပဲရှာကြည့်ခြင်းနဲ့ကိုယ့်ရဲ့ vibration ကိုမြင့်တင်နိုင်ပါတယ်ပြီးရခါနံပါတ်5ကတော့ဘာလဲဆိုလို့ရှိရင် nutrition and water ပေါ့နော်အဲ့တော့ကိုစားတဲ့အစားအသောက်နဲ့ရေပေါ့အဲ့တော့ကျမတို့ကအစားအသောက်တွေစားတဲ့ချိန်မှာလေကျန်းမာရေးနဲ့ညီညွတ်တဲ့စိမ့်စိမ့်ဆူဆူအရွက်တွေဒီလိုဟာမျိုးတွေပြီးတော့ရေကိုလည်းလုံလောက်စွာတောက်ရမယ်ပေါ့နော်ရေကိုလုံလောက်စွာတောက်မှလေကျမတို့ရဲ့ခန္ဓာကိုယ်ကဒီ physical ဒီ health ပို့ကိုလည်းဒါမျှတစွာနဲ့ကောင်းမွန်စေမယ်ပြီးတော့စားတောက်တဲ့အစားအသောက်တွေမှာလည်းကိုကဥမာနေ့လည်စာဆိုလို့ရှိရင်ကျမတို့စီပြန်ဟင်းနေနဲ့ထမင်းတွေအများကြီးစားလိုက်ရင်ပြီးတော့ရင်ကျမတို့အိတ်ချင်သွားတယ်လေအိတ်ချင်သွားတယ်ဆိုတော့ဘာလို့လဲဆိုတော့စားပြီးတော့ရင်အဲ့ဒီအစာကိုချက်ဖို့အတွက်ကိုကျမတို့ကအထဲထဲမှာဒီစိတ်ဆွမ်းအားတွေအများကြီးသုံးရတာပေါ့နော်အုံနောက်ကစွမ်းရည်တွေကိုအရန်သုံးရတော့တဖြည်းဖြည်းနဲ့အုံနောက်ကိုသွေးရတိတ်မရောက်တော့မရောက်တဲ့ခါကျကျမတို့ကငိုင်မီးလာပြီဆိုတာ ਨੇ လုံမဲ့အလုပ်တွေပြီးတော့ကိုတွေးမဲ့တခြားအရာတွေကိုမတွေးနိုင်တော့ဘာလို့ဆိုတော့ဒီစွမ်းအားတွေအကုန်လုံးကဒီအရာတွေမှာသုံးပစ်လိုက်ပြီကျမတို့အစာမကြေတဲ့အစားအသောက်တွေ ਨੇ
ဒါတွေမှာသုံးပစ်လိုက်ရတဲ့အတွက်ကြောင့်မလို့တခြားအရာတွေတွေးဖို့ခေါ်ဖို့တွေဒီ decision making လုပ်ဖို့တွေကကြတော့ခက်ခဲသွားပါဘောเนาะအဲ့ဒီအတွက်ကြောင့်ကိုယ်အမြဲတမ်းလန်းလန်းဆန်းဆန်းဖြစ်စီမဲ့ဒီအစာကြည်လွယ်တဲ့အစာအသောက်လေးတွေပြီးတော့စိမ့်စိမ့်ဆူဆူအသီးရွက်လေးတွေအဲ့လိုဟာမျိုးတွေကိုရွေးချယ်စားတောက်ပေးရပါမယ်နောက်တစ်ခုကကြတော့ study your emotion လို့ခေါ်တဲ့ကျမတို့ရဲ့စိတ်ခံစားချက်တွေပါဒီစိတ်ခံစားချက်တွေ vibration မြင့်ဖို့ဆိုကိုယ့်ရဲ့ emotion ကိုကဘာတွေခံစားနေရလဲဆိုတာကိုကောင်းကောင်းသိဖို့လိုပါတယ်ဥပမာကိုကစိတ်ဝမ်းနေနေတာလားစိတ်ဆိုးနေတာလားအဲ့ဒါကြီးဖြစ်လာပြီဆိုလို့ရှိရင်လေအဲ့ဒီဟာကို suspect ပေါ့နော်ဒီဖိနှိပ်ထားတာမျိုးမဟုတ်ဘဲねဘာကြောင့်ဖြစ်တယ်ဆိုရယ် root cause ကိုကျမတို့ကရှားမှာဖြစ်ပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်အလုပ်မှာကိုယ့်ရဲ့လုပ်ဖို့ကံပဲတယောက်ကပေါ့နော်ကိုကိုဒီအပြစ်ဝေဖန်ပြီးအပြစ်ပြောဆိုလိုက်တယ်အဲ့ဒီချိန်ကြလို့ရှိရင်ကိုကဒေါသထွက်သွားတယ်ဒေါသထွက်သွားအဲ့ဒီဒေါသထွက်တဲ့ feeling ကိုကဖိနှိပ်ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုတွေ့တိုင်းမှာကိုယ့်ရဲ့ vibration ကကြာနေပါဆိုတော့သူ့ကိုမြင်တိုင်းကိုစိတ်တူနေပြီသိလားဒီလူကိုကြည့်မရတော့မြင်တာနဲ့ငါ့ကိုဒီလူပြောတော့တနှုတ်နှုတ်ဖြစ်နေတာစိတ်ထဲမှာအဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ feeling ကိုကမဖိနှိပ်ထားတင်ပါဘူးအဲ့ဒီချိန်မှာဆိုကိုကဘာလို့ငါကဒီလိုမျိုးခံစားရတာလဲဆိုလို့ရှိရင် तू ကငါ့ရဲ့စူးစမ်းမှုကိုအတိအမှန်မပြုလို့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုတွေးရမှာကငါရဲ့ဒီစူးစမ်းမှုငါရဲ့တန်ဖိုးပါပေါ့နော်တခြားသူတွေပေါ်မှာမမိခိုနေဘူးเนาะငါတန်ဖိုးရှိရဲ့သူငါစူးစမ်းထားတာလဲငါသိတယ်ဘလို့ငါကတိုးတက်အောင်ပဲဒီထက်တိုးတက်အောင်ပဲလုပ်သွားမယ်ဆိုပြီးတော့ဒါအပြုသဘောဆောင်တဲ့ belief system ပေါ့နော်ဒီ thinking တခုအတွေးတခုပြောင်းပြီးတော့တွေးလိုက်လို့ရပါအဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်တော့မှဖိနှိပ်မထားပါနဲ့ပြီးရခါကျတော့ကျမတို့လုံးဝကိုမေ့ထားတဲ့အရာအရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင် express gratitude လို့ခေါ်တဲ့ဒီကျေးဇူးတင်တတ်တဲ့စိတ်လေးကျေးဇူးတရားကိုဖော်ပြတဲ့စိတ်လေးပါဥမာဆိုလို့ရှိရင်အလုံးမှာကိုယ့်ရဲ့လူကြီးကဆူလိုက်တာပဲဖြစ်ဖြစ်ကားပိတ်လို့စိတ်ညစ်နေရတဲ့အခါပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာဆူလိုက်တာဆိုကိုကစိတ်တက်ကြသွားတယ်အဲ့ကြလို့ရှိရင်ကိုယ့်ရဲ့အတွေးလေးကိုပဲပြောင်းတွေးလိုက်တာဘလို့ပြောင်းတွေးရမလဲဆိုတော့ဘာပဲဖြစ်ဖြစ်ငါမှအလုပ်ရှိနေလို့တော်သေးတယ်ဒီအလုပ်ကြောင့်မလို့ငါရဲ့စာဝတ်နေရအဆင်ပြေနေရကိုယ့်ရဲ့ဒီနေ့စဉ်ရှင်သန်မှုအတွက်ကဒီအလုပ်ကရှိနေသေးလို့တော်သေးတယ်ဆိုပြီးကွာကျေးဇူးတင်တဲ့စိတ်လေးကိုယ့်အလုပ်ကိုပြောင်းတွေးလိုက်တာနောက်ကကားလမ်းတွေပါပိတ်နေရဆိုလို့ရှိရင်လည်းကားပိတ်လို့အားစိတ်ညစ်လိုက်တာညီးတွားနေမှာပဲကားပိတ်လိုက်တဲ့အတွက်ဒီလိုကားပိတ်လိုက်လို့ပဲငါနားထောင်ခြင်းတဲ့သချင်းလေးဒါမှမဟုတ်ငါနားထောင်ခြင်းတဲ့ podcast လေးကိုနားထောင်လိုက်လို့ရတာပဲဆိုပြီးတော့ကိုယ့်ရဲ့စိတ်လေးကိုအတွေးလေးကိုပြောင်းပြီးတော့တွေးလိုက်တာအဲ့လိုမျိုးအဲ့ဒီ express gratitude ပေါ့နော်ဒီ gratitude ကလေတော်တော်စွမ်းအားကြီးတာပါလွန်ခဲ့တဲ့နှစ်ပေါ့နော်နှစ်နည်းငယ်ကကျမဆိုရင်ဒါ physical ရော mental ရောဒီနှစ်ခုလုံး class ဖြစ်သွားတာပေါ့နော်ဒီပြိုလဲသွားကျန်းမာရေးလည်းမကောင်းစိတ်ကျန်းမာရေးရောဒီခန္ဓာကိုယ်ကျန်းမာရေးရောမကောင်းတဲ့အချိန်မှာဆိုလို့ရှိရင်ရှာတာပေါ့နော်ကိုကစိတ်ညစ်တဲ့အခါကျတော့ရှာရင်းနဲ့ဒီ gratitude ရဲ့အကြောင်းလေးကိုကျွန်မသွားပြီးဗီဒီယိုလေးနားထောင်ဖြစ်တယ်ပေါ့နော်အဲ့တော့လူတွေကတော့အဲ့တိုင်းပါကိုဒီဆောက်ထဲက Vaskin ကလည်းသူ့ဘဝမှာဒီအခက်အခဲတွေကြုံလာတဲ့အချိန်မှာဒါ trigger တစ်ခုဖြစ်သွားတော့သူကဒီ secret ဆိုတဲ့စာအုပ်ကို the secret ဆိုတဲ့စာအုပ်ကိုသွားဖတ်မိတယ်လို့ပဲကျွန်မအဲ့ဗီဒီယိုလေးကိုသွားတွေ့ရောဒီကျေးဇူးတင်တဲ့စိတ်လေးအဲ့ရနဲ့အဲ့အလေးကျင့်ကိုကလုတ်ကြည့်ရညဘက်အိတ်ခန်ဒီဆိုလို့ရှိရင်လဲစာအုပ်ပေါ်မှာကို့မှာရှိတဲ့အရာလေးကိုကျေးဇူးတင်ကြည့်အောင်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကျမတို့ဒီအလကားရနေတဲ့ရှူနေရတဲ့လေရစပြီးတော့ကျေးဇူးတင်တာဥပမာမနက်မိုးလင်းတာနဲ့အိယာထားလာပြီဆိုတာနဲ့သက်ရှင်နိုင်မှုအတွက်ဒီရှုခွင့်ရနေအလကားရှုခွင့်ရနေတဲ့ပုံဝင်ခြင်းကဒီလေတွေကိုကျေးဇူးတင်ပါတယ်အဲ့လိုကျေးဇူးတင်တာပြီးတော့လို့ရှိရင်ကြမ်းမာနဲ့နိုးထလာတဲ့အတွက်ကြောင့်မို့လို့ဒီခန္ဓာကိုယ်ကြီးနဲ့စัจ java ကြီးကိုကျေးဇူးတင်ပါတယ်အဲ့လိုပေါ့နော် gratitude ပေါ့အဲ့ဒါမနက်မိုးလေးအိယာနိုးရင်လေရွတ်တယ်ပြီးတော့ညဘက်ကြလို့ရှိရင်လေသူကဒီလိုစာအုပ်ထဲမှာပေါ့နော်ကိုဒီနေ့လုပ်ခဲ့တဲ့အသေးစိတ်တော့10ချက်လောက်ကိုကိုစဉ်းစားပြီးရှိတာကျွန်မအဲ့ဒီချိန်မှာလေအဲ့ဒီ gratitude ကိုရေးရနေပြီးတော့စိတ်ကလေတအားအေးချမ်းသွားသည်လားမိုးလေးအလုတ်အိမ်ကနေပြီးတော့အလုတ်ကိုထွက်လို့စီးလိုက်ကြတဲ့ဖက်နှက်ကိုအစားကိုကျေးဇူးတင်ကြည့်တာအဲ့လိုမျိုးတန်ခြေပလာနဲ့လမ်းမလျှောက်ရအောင်လို့ခြေထောက်တွေမနာအောင်လို့ဒီလိုကာကွယ်ပေးထားတဲ့ဖက်နှက်ကိုကျေးဇူးတင်ပါတယ်အဲ့လိုမျိုးအိမ်တကားဝါတွေကကျေးဇူးတင်တာပေါ့နော်အဲ့တော့တိတ်အကြာကြီးအောင်မလုပ်လိုက်ကောကိုယ့်ရဲ့စိတ်ကအရန်ကိုအေးချမ်းသွားတယ်အဲ့တော့ကျမရဲ့အလုပ်က college ကိုကျမပြောပြတယ်ဘဝမှာလို့ဒီလောက်စိတ်အေးချမ်းပြီးတော့ပေါ်ပါနေရမျိုးမခံစားဘူးလို့အရန်ကိုလို့ကိုကတခုဆို positive thinking နေပေါ့နော်ဒီဗီဒီယိုကပြောထားရတယ်အဲ့လိုမျိုးလိုက်လုပ်ကြည့်ရပါတော့ဒါတော့ကျမကဒီ gratitude ရဲ့ဟာလေးပေါ့နော်ဒါပေမဲ့အခုကျတော့နောက်ပိုင်းကျတော့အမှန်တိုင်းပြောရင်အဲ့ဒီရေးရပါလေမလုပ်ဖြစ်တော့ဘူးဆိုပေမဲ့ဒီ gratitude
လုပ်တဲ့ဟာရဲ့ပြီးတော့မနက်ပိုင်းကြောက်လို့ရှိရင် affirmation ကိုရွတ်တာမနက်တည်းက confident ရှိအောင်လို့ပေါ့နော်ဒီအလုပ်သွားဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့အဲ့ဒီပြင်ဆင်နေတဲ့အချိန်မှာသူပါဇက်ကနေပြီးတော့ငါဟာတော်တယ်ငါကဒီ smart ဖြစ်တယ်ပြီးတော့လို့ရှိရင်ငါကိုယုံကြည်မှုရှိတယ်ခုနပြောသလိုမျိုးမှန်ရှိမှဒီဆောက်တဲ့အတိုင်းပဲပြုံးပြီးတော့နမိုးလေးနာနဲ့ကိုယ်ပိုင်မှန်ရှိမှပြုံးပြရတယ်ပြီးတော့ရင်ပါဇက်ကနေပြီးတော့အဲ့ဒါကိုရွတ်တယ်ပေါ့နော်ခဏယူပြီးတော့ရင်ဒီ gratitude နဲ့ပတ်သက်တဲ့ video လေးကိုနမိုးလေးနာအမြဲတမ်းဖွင့်တယ်အဲ့တော့ကိုကအလုပ်သွားရင်ဒီစိတ်ညစ်နေရတွေသိလားအဲ့လိုစိတ်မရှိတော့ပဲမနေ့တည်းကကိုယ့်ရဲ့ energy ကိုအများကြီးမဟုတ်တာတော့ဒါကတော်တော်ကိုအထောက်အကူတော်တော်ပြုတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ experience တွေ share များသွားပြီပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ပြောတာကဘာလဲဆိုတော့ဒီ awareness of the present နဲ့ meditation မှာကျမတို့အတိတ်ကိုပြန်တွေးပြီးတော့နောင်တရနေရတယ်အနာဂတ်ကိုပူပန်နေရတယ်ကျမတို့ရဲ့စွမ်းရည်တွေကိုအရန်ကိုကြာဆင်းစေပါတယ်အဲ့ဒီအတွက်ကြောင့်ကိုကပြစ္ဆုတ်ပံမှာနေထိုင်တတ်အောင်လို့ကျင့်ကြံရပါမယ်ပြီးတော့နေ့စဉ်ဒီတရားထိုင်တဲ့အလေးကျင့်ရလဲကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စေပြီးတော့ဘဝကိုအသစ်တပံပြောင်းလဲပေးနိုင်တဲ့အစွမ်းထက်ဆုံး tools တစ်ခုဖြစ်ပါတယ်အဲ့တော့ meditation လုပ်တယ်ဆိုတာနိုင်ခွက်တနာရီခွက်တနေရာထဲမှာထိုင်ပြီးတော့ဒီဟာမှပြောတာမဟုတ်ဘူးဥမာကိုကအလုံးမှာတစ်ခုအဆင်မပြေတာပဲဖြစ်ဖြစ်တစ်ခုကြောင့် stress ဖြစ်တဲ့အချိန်မှာလေခဏလောက်ပေါ့နော်မျက်လုံးလေးမိပြီးအသက်ကိုရှူသွင်းရှူတုံး5ချက်လောက်လုပ်လိုက်တာလေဒါ meditation ပဲအဲ့ဒါဆိုရင်ကိုယ့်ရဲ့ဒီ stress တွေကရောကျသွားမယ်အဲ့ဒါလေဒီခန္ဓာကိုယ်ရဲ့ဒီဇီဝကမ္မဖြစ်စဉ်အရာဒီဟာဘာလို့အဲ့လိုဖြစ်သွားရလဲဆိုတော့ကျမတို့ကအသက်ကိုလေဖြည်းဖြည်းချင်းရှူလိုက်တယ်အဲ့လိုမျိုးဖြည်းဖြည်းလေးရှူလိုက်တယ်ဆိုတာ ਨੇ ဒီအုံနောက်ကိုဘယ်လို message ပေါ့နော်ဒီသတင်းစကားရောက်သွားလဲဆိုလို့ရှိရင်စိတ်အေးချမ်း relax ဖြစ်နေတယ်အနားယူနေတယ်ဆိုတဲ့ဒီသတင်းစကားကအုံနောက်ကိုရောက်သွားတယ်။အုံနောက်ကိုရောက်သွားတဲ့အချိန်မှာကျမတို့ stress တွေကြောင့်ထွက်နေတဲ့ဒီ cortisol hormone ပေါ့နော်။အဲ့ဒီ cortisol hormone ကသူ့မှာအလိုလိုရောကျသွားတယ်။အဲ့လိုအသက်ကိုဖြည်းဖြည်းလေးရှူသွင်းရှူလို့လှုပ်လိုက်ရုံနဲ့ကျမတို့ခန္ဓာကိုယ်မှာထွက်နေတဲ့ stress hormone ကရောကျသွားတာ။အဲ့ဒါကြောင့်မို့ကျမတို့ကဒီ meditation လုပ်လိုက်ရင်ပဲဖြစ်ဖြစ်ဒီဒေါသတစ်ခုထွက်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်အသက်ပြင်းပြင်းရှူခဏလောက်စိတ်ကို relax စိတ်အေးအောင်လုပ်လိုက်တာဒါအရန်ကိုအထောက်အကူပြုတယ်နီလန်လေးဖြစ်တယ်ဒါအကွယ်မှာလည်းအဲ့လိုဖြစ်စီရဲ့အကြောင်းရင်းတွေကလည်းအခိုင်အမာကိုဒါရှိထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအချက်လေးတွေကသေးငယ်ပေမဲ့နေ့စဉ်ပုံမှန်လှုပ်သွားလို့ရှိရင်ကိုယ့်ရဲ့ vibration ကလည်းတဖြည်းဖြည်းကိုမြင့်တက်လာပြီးတော့တစ်နေ့တာလုံးပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်တကယ်လည်းဟုတ်တယ်เนาะကျမတို့ဒီအခုအပိုင်းတွေက positive lifestyle ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးနားမှာ positive thinking ရှိတဲ့လူတွေကိုပဲဒါဝန်းရံထားရမယ်ပြီးတော့ကိုယ့်ရဲ့ body language ကိုလည်းပြင်ရမယ်ခုနစိတ်ညစ်လက်မှတ်ရှိမှတော့အတင်းကျပ်ပြုံးလိုက်တာပြီးတော့ပခုံးမမတ်ထားပြီးတော့လမ်းလျှောက်လို့ရှိရင်ခါကိုဖြောင်ဖြောင်ထားပြီးလမ်းကိုလျှောက်တာမျိုးပေါ့နော်ဒီလို body language ကိုတော့ပြင်ရမယ်နောက်တစ်ခုကကျတော့အရန်ပင်ပန်းလာလို့ရှိရင်လေဒီကောင်းကောင်းအနားယူရမယ်ကိုယ့်ရဲ့ vibration ကိုပြန်တက်အောင်လို့ပေါ့နော်ပြီးတော့လို့ရှိရင်တော့ပြီးရင်ဒီ gossip တွေအတင်းပြောတာတွေ drama တွေအဲ့ဒါတွေနဲ့ဝေးနေပြီးကို inspire ဖြစ်စေတဲ့အရာလေးတွေကိုပဲကိုကအနားမှာထားရမယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်ကိုစားတဲ့အစားအသောက်ဆိုလို့ရှိရင်လည်းအစားအသောက်ကိုလည်းသေချာချာဒီအသီးရွက်ဒီကျန်းမာတဲ့အစားအသောက်တွေရွေးချယ်စားတောက်အောင်ရေကိုလည်းအလုံလောက်တောက်ပေးရမယ်ပြီးရင်ကိုယ့်ရဲ့ emotion ကိုခံစားချက်တွေဝမ်းနေတာတွေဆိုလည်းမဖိနှိပ်ထားနဲ့ဘာကြောင့်ဖြစ်တယ်ဆိုရယ် root cause ကိုရှာဖွေရမယ်ပြီးတဲ့အခါကျတော့ဒီခုနပြော gratitude ပေါ့နော်ကျေးဇူးတင်တတ်တဲ့စိတ်လေးတစ်ခုဆိုရင် mindset လေးနဲ့အတွေးလေးကိုပြောင်းပြီးတော့တသေးလေးကိစ္စတသေးလေးတွေအစားကိုယ့်ရဲ့ vibration ပေါ့နော်ကျသွားအောင်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ vibration ကိုမထိခိုက်စေနဲ့မကျစေနဲ့အတွေးလေးကိုသတိထားပြီးတော့သတိလေးကပ်ပြီးတော့တွေးပြတာပေါ့နော်အဲ့ဒါရဲ့ခုနပြောတဲ့ဟာကတော့ meditation ပေါ့နော်တစ်ခုဖြစ်တာ ਨੇ ဒီလိုတရားထိုင်တာမဟုတ်ရင်တော့မှဒီအသက်လေးကိုဒီပြင်းပြင်းလေး5ချက်လောက်ရှူစိတ်အေးအေးလေးနေလိုက်တာဆိုရင်ကျမတို့ရဲ့ vibration ကိုပြန်တက်စေနေထိုင်ပုံလေးဖြစ်ပါတယ်ဆိုပြီးတော့ဒါအပိုင်း2မှာပြောပြထားဖြစ်ပါတယ်အဲ့တော့ကျမတို့အခုအပိုင်း2လည်းလေ့လာပြီးသွားပြီဆိုတော့ကျမတို့က vibration တွေလည်းမြင့်နေပြီဘယ်လိုနေထိုင်ရမယ်ဆိုတာသိရတဲ့အခါကျတော့ကျမတို့ရဲ့ဒီ vibration တွေကလည်းမြင့်နေပြီဒါပေမဲ့ကျမတို့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝတွေမှာအဲ့ဒီ vibration တွေကိုကဘလောက်ပဲမိုးလင်းနေရအကောင်းတဲ့စိတ်လေးစိတ်ကောင်းနေနေမွေးမိပြီးတော့ထားကျမတို့ပတ်ဝန်းကျင်မှာကြုံရတဲ့အရာတွေကြောင့်ကျမတို့ရဲ့ vibration တွေကပြန်ပြီးတော့ကျသွားနိုင်ပါတယ်အဲ့တော့ကျမတို့ရဲ့ vibration တွေကိုမကျသွားအောင်လို့ဘလို့အရာလေးတွေနဲ့ကာကွယ်မလဲဘလို့အရာလေးတွေရှောင်ကျဉ်ရမလဲဆိုတာကိုအပိုင်း3နဲ့လေးမှာဆက်ပြောပြမှာဖြစ်ပါတယ်အဲ့တော့အပိုင်း3နဲ့လေးကိုကျမတို့တူဆက်ပြီးတော့လေ့လာကြည့်အောင်အဲ့တော့အပိုင်း3ကတော့ make yourself a priority ဆိုတဲ့ကိုပထမဦးစားပေးအဖြစ်ထားရှိခြင်းဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါကကျမတို့ရဲ့ခု
ခုနမြင့်နေတဲ့ vibration တွေကိုပြန်ပြီးတော့မကျသွားအောင်လို့လုပ်ရမယ့်အကြောင်းလေးတွေပဲဖြစ်ပါတယ်အဲ့တော့ကျမတို့တော်တော်များများကသူတစ်ပါးကိုကူညီဖို့သူတစ်ပါးရဲ့အလိုချဖြစ်စေဖို့အတွက်စူးစမ်းရင်းနဲ့ကိုမေ့လျော့နေတတ်ကြပါတယ်တကယ်တော့ကိုယ့်ရဲ့ well being လို့ခေါ်တဲ့ဒီစိတ်ရောလူရောခန္ဓာကိုယ်ရောကျန်းမာတဲ့ဒီအနေအထားအခြေအနေအတွက်ကိုယ့်ရဲ့ energy တွေကိုထိခိုက်စေတဲ့သူတွေကနေပြီးတော့ခက်ခွာခွာနေလိုက်တာဆိုလို့ရှိရင်အတ္တဆန္ဒမဟုတ်ပါဘူးတဲ့အဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့ toxic relationship လို့ခေါ်တဲ့အစိတ်အတောက်ဖြစ်တဲ့ဆက်ဆံရေးကိုဖျက်တောက်ပစ်ဖို့အတွက်လိုအပ်ပါတယ်ကိုယ့်ရဲ့ energy ကိုအမြဲတမ်း drain စီတယ်ကိုယ့်ကိုစိတ်ဓာတ်တွေကျစီတယ်ကိုယ့်စိတ်ဓာတ်ကျစီတဲ့စကားလုံးတွေပြောတယ်ပြီးတော့အမြဲတမ်းညီးတွားပြီးတော့ကိုအမြဲတမ်း negative thinking တွေဒီစွမ်းရည်တွေကိုကူးစီတဲ့သူမျိုးတွေအဲ့လို toxic ဖြစ်တဲ့လူတွေ relationship တွေဆက်ဆံရေးဖြစ်နေလို့ရှိရင်ကျမတို့ကဖျက်တောက်ပြရပါမယ်နောက်တစ်ခုကအလုပ်ကိုင်မှာဆိုလို့ရှိရင်လည်း toxic job တွေပေါ့နော်ဒီအစိတ်အတောက်ဖြစ်တဲ့အလုပ်တွေပေါ့အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ဒီစွမ်းဆောင်ရည်ကိုအတိအမှတ်မပြူတာကိုအမြဲတမ်းအနိုင်ကျင့်နေတာအထက်လူကြီးอ่ะအဲ့လိုမျိုးပေါ့နော်ကိုကစိတ်မပျော်ရွှင်မနဲ့လုပ်နေရတာဆိုလို့ရှိရင်လေတတိရှိနေအဲ့ဒီ toxic job တွေကလေထွက်ဖို့အတွက်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့တန်ဖိုးကိုအတိအမှတ်မပြုတဲ့ဒီစိတ်ဆင်းရဲစရာကောင်းတဲ့အလုပ်တစ်ခုမှာပိတ်မိနေရဆိုလို့ရှိရင်ဘဝကိုအလဟတ်သက်ဖြစ်စေပါတယ်ကိုနဲ့ထိုက်တန်တဲ့နေရာတစ်ခုရှိတယ်ဆိုတာကိုလေအမြဲတမ်းယုံကြည်စိတ်ထားပြီးတော့ရှေ့ဆက်လှမ်းကြည့်ပါအဲ့တော့ကျမတို့ကခုနပြောသူ toxic relationship တွေကိုကဖြတ်တောက်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ရော toxic ဖြစ်နေလားဆိုတာကိုလေဒါပြန်ပြီးတော့ self reflect ပေါ့နော်ပြန်လဲသုံးသပ်ဖို့အတွက်လိုအပ်ပါတယ်ငါကသူများအတွက် toxic ဖြစ်နေလားဆိုပြီးတော့ကိုယ်လည်းပြန်လေ့လာစမ်းစစ်ကြမယ်စမ်းစစ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ဒီမကောင်းတဲ့ဒီအကျင့်လေးတွေရှိလို့ရှိရင်လည်းပြန်လဲပြီးတော့ပြုပြင်နေဆိုတာလေ self love လို့ခေါ်တဲ့ကိုယ့်ချစ်ချင်းပြရုပ်တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုကကြာမိသားစုအရေးမှာဆိုလို့ရှိရင်လေဒါ challenging ဖြစ်တာတွေစိန်ခေါ်မှုတွေအများကြီးရှိပါတယ်ဘာလို့ဆိုမိသားစု family ဆိုတိုင်းကိုအမြဲတမ်း supportive ဖြစ်နေတာမဟုတ်ဘူးတခါကြာလို့ရှိရင်ကိုယ့်ရဲ့မိသားစုထဲမှာလေကိုယ့်ရဲ့ဒီစိတ်ကျန်းမာရေးကိုအများကြီးထိခိုက်စေတဲ့အကြောင်းအရာတွေရှိရပေါ့နော်တကယ်လို့အဲ့လိုအခြေအနေဖြစ်လာရင်ကိုကမိသားစုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပွင့်လင်းပဲဆွေးနွေးတိုင်ပင်ကြီးပြောပြပေါ့နော်ပြောပြလိုက်ဒါပေမဲ့အဲ့လိုပြောပြလို့မှအခြေအနေကမပြောင်းလဲဘူးကိုယ့်ရဲ့ဒီ mental health ကိုအများကြီးထိခိုက်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီလိုကိုမိသားစုဖြစ်နေပါစေအောင်ခက်ဝေးနေလိုက်တာအကောင်းဆုံးပါပဲအဲ့တော့ခဏလောက်ရှောင်ပြီးတော့နေလိုက်ပေါ့နော်အဲ့တော့ဘဝမှာလူတိုင်းရဲ့အကြိုက်ကိုလိုက်လုပ်နေဖို့အတွက်မဖြစ်နိုင်ပါဘူးဒီလူတိုင်းကိုပျော်အောင်ထားဖို့စူးစမ်းနေတာဆိုလို့ရှိရင်ကိုစိတ်ချမ်းသာအောင်လုပ်နေရတဲ့အတူတူပါပဲသူများတွေရဲ့မျှော်လင့်ချက်တဲ့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုအရင်ဆုံးဦးစားပေးအနေနဲ့ထားလိုက်တာဆိုလို့ရှိရင်စိတ်ငြိမ်းချမ်းမှုရရှိစေမယ်နီလန်တစ်ခုဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ vibration တွေကလည်းမြင့်လာပြီးပို့ပြီးတော့ကိုက positive ဖြစ်လာတယ်အကောင်းမြင်တတ်လာတယ်ပို့ပြီးတော့ဒီအကောင်းမြင်တဲ့စိတ်တွေပိုများလာပြီဆိုလို့ရှိရင်အရင်ကကိုယ့်ရဲ့ဘေးနားမှာရှိနေတဲ့အစိုးမြင်ရှိတဲ့သူတွေကဘေးနားကနေအလိုလိုထွက်ခွာသွားပါလိမ့်မယ်အဲ့ဒီအချိန်ကြာလို့ရှိရင်လေဝမ်းနေမနေပါနဲ့ဘာလို့လဲဆိုတော့ဒါကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဒီလိုလူမျိုးတွေကိုဘေးနားမရှိတော့တာတန့်စင်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းမြောက်ဝမ်းသာပဲလက်ခံလိုက်ပါအဲ့တော့ဒါကတော့ကိုယ့်ရဲ့ခုနပြောတဲ့ vibration တွေမြင့်နေအောင်ပြန်မကျသွားအောင်လို့ကိုဦးစားပေးလိုက်တာပေါ့နော်ကိုဦးစားပေးပြီးတွေးလိုက်တာအဲ့တော့ toxic relationship တွေ toxic job တွေဆိုဖြတ်ရမယ်ကိုတိုင်အောင်သူများအတွက် toxic ဖြစ်နေလားဆိုတာကိုလေကိုပြန်လဲစမ်းစစ်ပြီးတော့ကိုရဲ့အလေးကျင့်လေးမကောင်းတဲ့အကျင့်လေးကိုပြန်ပြီးတော့ self reflect လုပ်ပြီးတော့ပြင်ရမယ်ပေါ့နော်ပြီးတော့ family ဆိုလို့ရှိရင်လေကိုကပုံမှန်လေးဆွေးနွေးတိုင်ပင်ကြည့်လို့မရလို့ရှိရင်ကိုစိတ်ချမ်းသာရေးအတွက်ကိုယ့်ကိုနည်းနည်းခက်ခွာလေးဝေးလေးနေလိုက်ပါဆိုတဲ့နည်းလမ်းလေးကိုပြောပြထားရပေါ့နော်နောက်တစ်ခုကကြတော့ accepting yourself လို့ခေါ်တဲ့ကိုလက်ခံခြင်းနဲ့တန်ဖိုးထားခြင်းကိုမှရှိတဲ့အရာလေးတွေကိုလက်ခံတာကိုရဲ့တန်ဖိုးကိုသိတာပေါ့နော်အဲ့ဒီလိုမျိုးသိပြီဆိုလို့ရှိရင်လေကျမတို့ခုန vibration မြင့်နေတာပြန်ပြီးတော့ကျသွားမှာမဟုတ်ဘူးပေါ့နော်ကျမတို့ကတခါလေသူများတွေရဲ့အရေးပေးမှုကိုလိုချင်ကြပေမဲ့တကယ်တော့ကိုယ့်အတွက်ကိုကအရေးကြီးဆုံးလူဖြစ်နေဖို့အတွက်ပိုရေးကြည့်ပါတယ် self love ဆိုတာကအတ္တဆန္ဒမဟုတ်ပါဘူးကိုနဲ့အချိန်ဖြုံးရတာကိုပျော်မွေ့လာတာကိုအကောင်းမြင်တဲ့ဒီ positive self talk တွေပေါ့နော်အမြဲတမ်းကိုအကောင်းမြင်တဲ့စကားလုံးလေးကိုပြန်ပြီးတော့ပြောပြတဲ့အတွက်ကြောင့်တခြားသူကိုမိခိုတဲ့စိတ်ကလည်းတဖြည်းဖြည်းကိုလွတ်မြောက်လာစီပါတယ်။သူများအကြိုက်ကိုလိုက်လုံနေရတဲ့ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်သိလာတဲ့အခါမှာပို့ပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်တဲ့ relationship တစ်ခုကိုပိုင်ဆိုင်လာရမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ physical beauty ဥမာအပြင်ပိုင်းအလှပပေါ့နော်အပြင်ပိုင်းအလှပဆိုလို့ရှိရင်လေဒီ social ဒီ media တွေ့နေရတဲ့ဟာတွေသတ်မှတ်ထားတဲ့ဒီ beauty standard တွေပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ငါသူတို့လိုမလှဘူးအဲ့လိုမျိုး
ထိုင်ပြီးတော့စိတ်ညစ်မနေပါနဲ့ဒီ physical beauty ဒီ beauty standard ဆိုတာလေတနေရာနဲ့တနေရာတူတာမဟုတ်ဘူးလေသိလားဟိုနိုင်ငံအလိုက်သူ့ရဲ့ကြည့်ရဲ့လူတယောက်ကကြည့်ရဲ့မျက်လုံးပေါ်မှာကွဲသွားတာနေသူ့ရဲ့ beauty standard ကလည်းကွဲသွားတာပဲအဲ့အတွက်ကြောင့်ကိုကဒီကို့မှာရှိတဲ့ဒီအပြစ်အနာစာလေးတွေเนาะကို့မှာကိုပိုင်ဆိုင်ထားတဲ့ဒီထူးခြားချက်လေးတွေပေါ့နော်အဲ့ဒီထူးခြားချက်လေးတွေကပဲကိုယ့်ရဲ့စစ်မှန်တဲ့အလှတရားပဲဖြစ်ပါတယ်အဲ့ဒီအချက်ကိုလက်ခံလိုက်တဲ့အခါမှာတော့ကိုဟာအတုအယောင်မရှိတဲ့ဒီ authenticity လို့ခေါ်တဲ့ဒီစစ်မှန်မှုကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဘာဖြစ်လဲဆိုဟိုသူများနဲ့ဒါကလူတိုင်းတော့ရှိကြပဲလှလှပပမြင်ကိုလည်းလှကျင်တာလေဒီလားဒါပေမဲ့လှကျင်ပေမဲ့အကုန်လုံးကလေသွားတူနေတဲ့ခါကြတော့လေဘယ်လိုလို့စိတ်ဝင်စားစရာကောင်းတော့မှာလဲเนาะထူးဆန်းတာပေါ့เนาะဒီလောကကြီးကလေလူတွေကိုမတူညီအောင်လို့ဒီရုပ်အသွင်အပြင်ခန္ဓာကိုယ်လုံးကိုယ်ပေါက်ကအစာပေါ့เนาะဒါတွေကိုမတူညီအောင်အကုန်လုံးကိုဖန်တီးပေးထားတာလေတကယ်ကိုအံ့ဩစရာတကယ်လို့တူနေလို့ရှိရင်စိတ်ဝင်စားစရာမကောင်းတော့အဲ့တော့ကိုယ်မှာမတူညီရဲ့အချက်လေးတွေဒီ physical နဲ့ပတ်သက်ပြီးတော့ကိုအဲ့လိုမျိုးမဟုတ်ဘဲねအဓိကကတော့ဗာလဲဆိုတော့ဒီကိုယ့်ရဲ့ဒီ inner beauty ပေါ့နော်ဒီအတွင်းပိုင်းကစိတ်အလှပို့ပြီးတော့ခိုင်မာတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီအတွင်းပိုင်းမှာကိုယ့်ရဲ့ brain ကိုလေကိုကပို့ပြီးတော့ wise ဖြစ်အောင်ဒါပညာပို့ရှိလာအောင်ဘုသူတ္တတွေပို့ရှိလာအောင်အဲ့လိုဖြစ်နေမယ်ဆိုရင်လေလူကလေအလိုလိုကြည့်လိုက်တာနဲ့လေ smart ဖြစ်ပြီးတော့လှသွားတာဒီလားအရန်ကိုဘယ်လိုပြောမလဲ attractive ဖြစ်တယ်ပေါ့နော်ဆွဲဆောင်မှုတအားရှိတော့ရုပ်ကိုယ့်ရဲ့ရုပ်ကြီးကဘလောက်ပဲမလှနေပါစေအဲ့ဒီလူကစိတ်ထားကောင်းနေဆိုလို့ရှိရင်သူ့ရဲ့မျက်နှာကလေဒီအတွင်းပိုင်းကလာတဲ့ beauty ကြောင့်မျက်နှာလေးကကြည်လာတယ်တကယ်ကိုကြည်လာเนาะမျက်နှာလေးကလည်းကြည်လာပြီးတော့နောက်တစ်ခုကသူ့ရဲ့အုံနောက်ကလည်းအရင်က smart ဖြစ်တယ်ဒီလားတွေးနိုင်ခေါ်နိုင်တဲ့ဘူးတုတ္တတွေအများကြီးရှိတယ်အဲ့လိုမျိုးလုပ်နေတဲ့လူတယောက်ကလေသူ့ရဲ့ aura ကရှိနေတာဒီလားအဲ့ဒီအတွက်ကြောင့်မလို့ကိုယ့်ရဲ့အုံနောက်ကိုလည်းကိုယ်ပိုင်ကိုဒီ train ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ inner beauty ပေါ့နော်ဒီရုပ်ရည်ထက်ကိုယ့်ရဲ့ character ပေါ့နော်ဒီစိတ်နေစိတ်ထားနဲ့စံတန်ဖိုးတွေကိုတိဆောက်ဖို့အတွက်ကိုစူးစမ်းတင်ပါတယ်အောင်မြင်မှုတွေဆိုလို့ရှိရင်လေငွေကြီးနဲ့ယာရုတွေအပေါ်မှာပဲမတိုင်းတာပါနဲ့နေ့စဉ်ကိုကြော်ဖြတ်နေရတဲ့အခက်အခဲတွေကိုယ်တိုင်ပြောင်းလဲလာတဲ့အလေးကျင့်လေးတွေတသေးလေးတွေကလည်း celebrity achievement လို့ခေါ်တဲ့ဒီအောင်မြင်မှုလေးတွေပါပဲကိုယ့်ရဲ့တိုးတက်မှုတသေးလေးတွေကိုအတိအမှတ်ပြုပေးတာဆိုလို့ရှိရင်ကိုယ့်ကို confidence ကိုအများကြီးပဲတက်လာစေပါတယ်တကယ်လဲဟုတ်တယ်နော်ကိုကတခုခုတသေးလေးလုပ်ပြီးရင်အောင်လေသိလားကိုကိုပြန်ပြီးတော့ချီးကျူးလိုက်ဟာငါဒါကိုလုပ်နိုင်သွားပြီအဲ့ကြောင့်လို့ရှင်ကိုကချက်ချင်းကိုလေစိတ်ဆွမ်းရင်မှာကိုယ့်ရဲ့ energy ကပါမြင့်တက်လာပြီးသွားရင်ဟိုအဓိကနောက်တစ်ခုကလေကိုယ့်ရဲ့ဒီ comfort zone ရဲ့အပြင်ဘက်မှာရှိနေတယ်ကိုယ့်ရဲ့အိမ်မက်ဒီပန်းနိုင်ဒီကိုအကောင့်တွေပေါ်တဲ့အချိန်မှာလုံနိုင်သွားရင်ပို့ပြီးတော့ယုံကြည်မှုကတက်လာတယ်အဲ့ဒီယုံကြည်မှုကတစ်သက်လုံးသုံးလို့ရတာနော်သိလားဟိုကျမတို့တစ်သက်လုံးတစ်ခုခုကိုကလုံနိုင်သွားပြီဆိုတဲ့စိတ်ကလေတကယ်ကိုအရန်ကိုကြီးမားတဲ့ဒါ weapons တစ်ခုပဲသိလားလက်နက်တစ်ခုပဲတစ်သက်လုံးကိုကဘာလုပ်လို့အဲ့ဒီစိတ်ကြောင့်ပဲကိုကလေလုံရဲသွားတယ်အခုကိုယုံကြည်မှုပြည့်ပြီးတော့လုံနိုင်နေဆိုတဲ့စိတ်ဖြစ်သွားတာပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုကိုအမြဲတမ်း positive self talk လေးနဲ့ပြောပေးရမယ်ကိုအောင်မြင်သွားတာလေးကိုလည်းကိုချီးကျူးကြည့်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် comparison ပေါ့နော်ဒီနှိုင်းရှင်တဲ့ဟာပေါ့ကိုကညဘက်ကြလို့ရှိရင်ဒီဖုန်းကြည့်ရင်ကိုထက်အောင်မြင်တဲ့တငယ်ချင်းရဲ့ဒီခီးသွားနေတဲ့ပုံတွေပြီးတော့ပစ္စည်းတွေပေါ့နော်ဒီပစ္စည်းအသစ်တွေဝယ်တဲ့ပုံတွေကိုမြင်ပြီးတော့ဟာငါကတော့ဒီရွယ်ထိဘာမှမဖြစ်လာဘူးဆိုပြီးတော့စိတ်သက်ကြနေတာမျိုးပေါ့ဥမာဆိုလို့ရှိရင်အဲ့လိုအချိန်မျိုးမှာဆိုရင်ကိုကဘယ်လိုတွေးရမလဲဆိုတော့ तू ကလည်းသူ့ရဲ့ timeline နဲ့ तू သွားနေတာငါကလည်းငါ့ရဲ့ timeline နဲ့ तू ကိုသွားနေတာလေတကယ်ကျတော့ဟုတ်လဲဟုတ်တယ်ဒီဓာတ်ပုံတွေ social media မှာတွေ့နေတဲ့ဓာတ်ပုံတွေရဲ့အနောက်က BTS ဆိုတဲ့ဒီ behind the scenes ဆိုတာအမြဲတမ်းရှိတယ်ကျမတို့ဘဝမှာလူတွေကလေဟိုဒီ social မှာသူများကိုပြလို့ရှိရင်ကိုတိုင်းနဲ့အတူတူပဲဒါပျော်ရွှင်တဲ့ပုံပဲလူတိုင်းကပြမှာလीသိလားပျော်ရွှင်နေကိုခီးတွေသွားနေတယ်ဒီကိုအစားကောင်းတွေစားနေတယ်ဒါတွေပဲပြမှာဘာလို့ဆိုကိုကအမြဲတမ်းစိတ်ညစ်တာညီးတော့တာပြလို့ရှိရင်ကိုကိုလေ negative အမြဲ negative ဖြစ်တဲ့လူဆိုပြီးတော့အကုန်လုံးကဖယ်ကျင်သွားကြအောင်ဒီလားရှောင်သွားကြအောင်ပေါ့နော်အလိုလိုအဲ့တို့ကြောင့်ကိုကဒီကိုရဲ့ပျော်ရွှင်ရတဲ့အခိုက်အတန့်လေးဒါလေးပဲကိုယ်ပိုင်ကိုပြကြမှာပဲဒါပေမဲ့နောက်ွယ်မှာလူတွေကလေကိုဘဝနဲ့ကိုရဲ့ timeline နဲ့ကိုသွားနေဒီ social media မှာဥမာကျမက social media မှာအရင်ပျော်ပြနေပြီမြေနောက်ွယ်မှာကျမရဲ့ mental health ကမကောင်းတာလေးဖြစ်နိုင်တယ်ဥမာကျမနောက်ွယ်မှာဆိုတယောက်တည်းစိတ်ဓာတ်တွေကျနေတာနောက်ကကျမရဲ့ physical ပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတစ်ခုမကောင်းတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်မိသားစုပြဿနာတွေရှိနေတာဒါမှမဟုတ် relationship ပြဿနာတွေဖြစ်နေရတာဒါကလူတိုင်းရဲ့ behind the scenes ကအများကြီးရှိအဲ့တော့ကိုကဒီအပေါ်ယံလေးပဲတွေ့ရတာကိုသွားပြီးတော့ကိုဘဝနဲ့သွားနှိုင်းရှင်ပြီးတော့စိတ်သက်ကြဖို့မလိုဘူးပေါ့နော်အဲ့ဒါကတော့ဒါကျမတို့တော်တော်များများလေ
သိတယ်ဒါပေမဲ့သတိမထားမိတဲ့အချက်လေးပေါ့နော်အဲ့တော့အခုကိုကဒါလေးကိုသတိထားပြီးတော့တွေးစီခြင်းနဲ့တခုဆိုလို့ရှိရင်လေလူတိုင်းမှာ behind the scene ရှိရဲဆိုတော့ဒီအတွေးလေးတခုပေါ့နော်အဲ့ဒါကိုလုပ်လိုက်လို့ရှိရင်ခုနပြောသူများနဲ့နှိုင်းယှဉ်ပြီးတော့ကိုအားမလို့အားမရဖြစ်တာစိတ်ညစ်တာဒါမျိုးတွေကလေတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားမှာဖြစ်တယ်ပေါ့နော်အဲ့ဒီလိုကိုကသူများနဲ့နှိုင်းယှဉ်ပြီးစိတ်သက်ကြနေမယ်စားကိုဒီနေ့ဒီပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့အလုပ်လေးတစ်ခုကိုပဲအာယုံစိုက်လိုက်ပါပြီးတော့ရင်ကို positive self story ပြောပေးမယ်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုအတိအမှတ်ပြုပေးမယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ self compassion နဲ့ forgiveness ပါအဲ့ဒါဘာလဲဆိုလို့ရှိရင်အတိတ်ကမှားခဲ့တဲ့အရာတွေအတွက်ကိုပြန်ပြီးတော့မငင်းဆဲနေပါနဲ့ကိုခွင့်လွတ်ပေးလိုက်ပါအတိတ်ကဒဏ်ရာတွေကိုနာကျင်မှုတွေကိုစုပ်ကိုင်မထားဘဲနဲ့လွှတ်ချလိုက်တဲ့အခါမှာတော့အခုလက်ရှိမှာပို့ပြီးတော့ငြင်းချမ်းတဲ့ဘဝကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဥပမာကိုကဒီ presentation တစ်ခုလုပ်တယ် presentation တစ်ခုလုပ်ရင်းနဲ့လူများရှိမှာကိုကစကားမှားပြီးပြောမိသွားတယ်နော်အရှက်ရသွားတယ်ပေါ့နော်အဲ့လိုမှားပြီးပြောမိလို့အရှက်ရသွားရဆိုလို့ရှိရင်အစင်းလာနေကိုကသိရမလားငါညံ့လိုက်တာပေါ့ငါဘာလို့အတုံးမကြရလဲရှက်စရာကောင်းလိုက်တာလူများရှိမှာဘာလို့အဲ့လိုဖြစ်တာလဲငါတို့အတုံးမကြပြီသိမှာကိုပြန်ပြောတဲ့စကားလုံးတွေ self talk ပေါ့နော်ဒီလိုဟာမျိုးတွေကပြောနေမယ်ဆိုလို့ရှိရင်ကိုကပို့ပြီးတော့စိတ်ဓာတ်ကခုနရှက်လာကြတယ်ဒီလိုကိုပို့ပြီးတော့မကောင်းတဲ့စကားလုံးတွေနဲ့ပြန်ပြီးပြောရတော့စိတ်ဓာတ်ကလည်းကျသွားမယ်ပြီးတော့အဲ့ဒီလှုပ်ကိုနောက်တစ်ခါလှုပ်ဖို့ကလည်းကြောက်သွားမယ်ဘယ်တော့မှတစ်သက်လုံးလှုပ်ရမှာမဟုတ်အဲ့ဒီ memory ကလေကျမတို့ရဲ့ဒီနှစ်ပေါင်းများစွာကြံနေမှာကြံပြီးတော့အဲ့ဒီ step တစ်ခုလှမ်းမှုထပ်လှမ်းမှုအတွက်ဆိုလို့ရှိရင်ဘလို့မှရှေ့ဆက်ပြီးလုပ်ရမှာမဟုတ်တော့အဲ့ဒီအတွက်ကြောင့်ကိုပြောတဲ့စကားလုံးတွေကအရန်ကိုအရေးကြီးရပေါ့နော်အဲ့ဒီချိန်ဆိုလို့ရှိရင်ကိုကအတွေးလေးကဘလို့ပြောင်းလို့ရလဲဆိုတော့ဒီအပြုသဘောဆောင်တဲ့အတွေးလေးအနေနဲ့ဆိုလို့ရှိရင်ငါခုနမှားသွားတယ်ငါဒီလောက်ထိကောင်းကောင်းပြင်ဆင်ထားတယ်ပေါ့နော်ပြင်ဆင်ထားတဲ့ဘယ်နေရာလေးကမှားသွားတာလည်းမသိဘူးလူဆိုတာတော့မှားတတ်မှာပဲလေကျမတို့ကအမှားတွေရှိနေတဲ့ထက်ခါလုံရင်းနေမှာတဖြည်းဖြည်းနဲ့ practice make perfect ပေါ့နော်ဒီလေ့ကျင့်ရင်းနေမှာအမှားတွေကနေပြင်နေမှာနောက်ဆုံးမှာကျမတို့လိုချင်တဲ့သတ်မှတ်ထားတဲ့ perfectionist ဆိုတာဒါဖြစ်သွားမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်အဲ့ဒီချိန်ဆိုရှင်လူဆိုတာကတော့မှားတတ်တာပဲမှားမှာပဲအဲ့တော့ဒီတစ်ခါမှားသွားရင်ဒီတစ်ခါဘာကြောင့်မှားသွားရဆိုရဲဒီအကြောင်း root cause လေးကိုပဲရှာပြီးတော့နောက်ကကျရင်ငါဒီလိုမမှားလို့ဒီနေရာလေးကိုပြင်လိုက်မယ်ဆိုပြီးကိုယ့်ရဲ့အတွေးလေးကိုပြောင်းလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ကိုကကိုယ့်ရဲ့တငယ်ချင်းအရင်တယောက်ကိုအားပေးတယ်လို့ပုံစံမျိုးကိုပြန်ပြီးတော့ကောင်းမွန်တဲ့စကားလုံးတွေကိုပြောပြပါအဲ့ဒါကိုမေတ္တာထားခြင်းပါပဲဒီ self compassion လို့ခေါ်တဲ့ကိုမေတ္တာထားပြရပါတော့နောက်တစ်ခုကတော့ forgiveness ပေါ့နော်ကိုဒီခွင့်လွှတ်ရမယ်အဲ့ဒါဘယ်လိုလဲဥပမာလွန်ခဲ့တဲ့9နှစ်ကကိစ္စတစ်ခုကိုတွေးပြီးတော့ငါလွန်ခဲ့တဲ့9နှစ်ကသာဒီလိုမျိုးတာမလုပ်ခဲ့လို့ရှိရင်အခုချိန်ငါဒီလိုအခြေအနေဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ကိုပြန်ပြီးတော့နောင်တရရှာနေတာဒါပေမဲ့တကယ်စဉ်းစားကြည့်လို့ရှိရင်အဲ့ဒီ9နှစ်တုန်းကအဲ့လိုဆုံးဖြတ်ချက်ချခဲ့တာတွေလုပ်ခဲ့လုပ်ရက်တွေဆိုတာလေအဲ့ဒီအသက်အရွယ်မှာရှိရကိုယ့်ရဲ့ experience ဒီအတွေ့အကြုံရပြီးတော့အဲ့ဒီအချိန်မှာလေကိုယ့်ရဲ့အတွေးနဲ့မှန်ကန်နေတင်ပြီးတော့ဒါဆုံးဖြတ်ခဲ့တဲ့အရာတွေပဲလေသိလားအဲ့တော့ကိုကလက်ရှိနေတဲ့ကိုနဲ့ဒီအရင်တော့က experience နေတဲ့ကိုနဲ့ကိုသွားနှိုင်းရှင်ပြီးတော့ဒါကြီးကိုနောင်တရပြီးတော့တစ်သက်လုံးစုပ်ကင်ထားစရာမလိုပါဘူးဒါဟာကိုပြန်ပြီးတဲ့ forgiveness လို့ခေါ်တဲ့အကောင်းဆုံးလက်ဆောင်ဖြစ်ပါတယ်အဲ့တော့ကျမတို့က vibration တွေကိုမြင့်နေရနေပြီးတော့ပြန်ပြီးမကြောက်ဆိုလို့ရှိရင်အဓိကအရေးကြီးတာကတော့ self love ဖြစ်တယ်ကိုပြန်ချစ်ရမယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ခွက်သေးကရေကပြည့်နေမှသာလျှင်ကျမတို့ချားလူလေးတိုင်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ခွက်ကိုအရင်ဆုံးရေပြည့်အောင်ဖြည့်ထားဖို့လိုတယ်ကို toxic ဖြစ်နေလားဒါမှမဟုတ်ဘေးနားမှာ toxic relationship တွေ toxic job တွေဖြစ်ရှိနေလားအဲ့ဒါမျိုးဆိုလဲရှောင်ခတ်တော့လုပ်ပြရမယ်ဖြတ်တောက်ပြရမယ်ပြီးတဲ့အခါကျတော့ဒီကိုလက်ခံရမယ်ပေါ့နော်လက်ခံတဲ့ခါကျရှင်ကိုယ့်ရဲ့ beauty ပေါ့အလှပလေးပေါ့ကိုယ့်ရဲ့ထူးခြားတဲ့အရာသူများနဲ့မတူပဲထူးခြားနေတဲ့မျက်ခုံးလေးတွေမျက်လုံးလေးတွေကိုယ့်ရဲ့အလှပလေးပေါ့နော်ဒါပေမဲ့ကျမနည်းနည်းဖြည့်ဆွက်ပြီးပြောချင်တာကိုကဒီ physical beauty ကိုသူများနဲ့နှိုင်းယှဉ်မဟုတ်ပေမဲ့ဒါပေမဲ့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကျန်းမာရေး physical ဒီ beauty မဟုတ်ဘဲနဲ့ physical health ကိုတော့ဂရုစိုက်ရမယ်ပေါ့နော်ဒါကိုကကျန်းမာအောင်လို့ဒီကိုယ့်ရဲ့ vibration တွေမြင့်နေအောင်ဆိုလို့ရှင်လေလေ့ကျင့်ခန်းလုပ်ချင်းရဆိုလို့ရှင်လေကျမတို့အုံနောက်ကနေပြီးတော့ကောင်းနေပျော်ရွှင်တဲ့ဟော်မုန်းတွေစိတ်ခွန်အားဖြစ်စေတဲ့ဒီဓာတ်တွေပေါ့နော်အဲ့ဒီဓာတ်တွေကိုထုတ်ပြီးရအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ရဲ့လေ့ကျင့်ခန်းလုပ်လို့ရှင်ကျမတို့ vibration ကမြင့်နေမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကိုယ့်ရဲ့ဒီ physical beauty ဆိုတာတဲ့ဒီ physical health ကိုလည်းဂရုစိုက်ရင်းနဲ့ကိုယ်မှာရှိနေတဲ့ဒီသူများနဲ့မတူတဲ့ထူးခြားတဲ့သပင်လေးတွေမျက်လုံးလေးတွေဒါလေးတွေကိုချစ်တတ်ရမယ်ကိုလက်ခံတတ်ရမယ်ပေါ့နော်အဲ့ဒီအတွက်လေကျမတို့မိုးလင်းလို့ရှိရင်ဒါ affirmation ပါဇက်ကနေရွတ်တဲ့ခါကျရင်လေအဲ့ဒါလေးတွေကိုလည်းပါဇက်ကရွတ်ပေးလို့ရတယ်သိလားအဲ့တော့ငါမှဆိုလို့ရှိရင်ဒီ
ကော့နေတဲ့မျက်တောင်လေးတွေရှိတယ်တွင်းစိတ်ထဲမှာကြည်လင်နေ positive mindset အမြင်နဲ့အကောင်းမြင်စွာတွေးတတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအရှိန်ဝါတွေကငါရဲ့မျက်နှာမှာလာဟပ်နေတဲ့အတွက်ကြောင့်ငါမျက်နှာလေးကကြည်လင်နေတယ်အဲ့လိုပုံစံပေါ့ကိုကိုရွတ်ပေးတာပေါ့နော် affirmation နောက်တစ်ခုကဘာလဲဆိုတော့ခုနပြောသူတယောက်နဲ့ကိုကနှိုင်းရှင်ပြီးတော့ကိုစိတ်သက်ကြတော့မယ်ဆိုလို့ရှိရင်လေအမြဲတမ်းဒီလူတယောက်ချင်းစီတိုင်းမှာအနောက်က BTS လို့ခေါ်တဲ့ behind the scene ရှိရဆိုတော့ခေါင်းထဲမှာအမြဲတမ်းထည့်ထားအဲ့တော့သူနဲ့ကိုနဲ့ timeline မတူဘူးအဲ့တော့အတွက်ကြောင့်မလို့ကိုလှုပ်ရှားရှိရကိုစားစရာရှိရလေးကိုအာယုံစိုက်ပြီးလုပ်သွားပါတော့နော်အဲ့ဒါရဲ့ပြီးတော့နောက်ဆုံးပြောသွားတာကတော့ကိုပြန်ပြောတဲ့စကားလုံးတွေကအမြဲတမ်းသတိထားမယ် negative ဖြစ်တဲ့စကားလုံးတွေမဟုတ်ဘူးအမြဲတမ်းကိုယ့်ရဲ့တငယ်ချင်းအရင်ခောက်ကြီးတယောက်ကိုဆက်ဆံတယ်လို့မျိုးကိုပြန်ပြီးတော့ဆက်ဆံပေးရမယ်အဲ့တော့ positive sector တွေပြောပြရမယ်ပြီးတော့အတိတ်ကအရာတွေကိုလည်းပြန်ပြီးတော့နောင်တတွေမရနေရဘူးကိုအမြဲတမ်းခွင့်လွှတ်ပေးရမယ်အဲ့ဒီအတိတ်မှာလုပ်ခဲ့ရဆိုတော့အတိတ်ကကိုယ့်ရဲ့အသက်အရွယ်ကိုယ့်ရဲ့ဆုံးဖြတ်နိုင်တဲ့ဉာဏ်ရည်ဉာဏ်သူ experience နဲ့ဒါအကောင်းဆုံးလုပ်ခဲ့တဲ့အရာတွေပဲအဲ့တော့ကိုကအခုလက်ရှိမှာလေပစ္စုပန်မှာနေထိုင်ပြီးတော့အကောင်းဆုံးလုပ်ဖို့ပဲအရေးကြီးရဲ့အဲ့တော့ကိုပြန်ပြီးတဲ့ဘဝမှာပြန်ပြီးတဲ့အကောင်းဆုံးလက်ဆောင်လေ forgiveness လို့ခေါ်တဲ့ဒီခွင့်လွှတ်ခြင်းပါပဲအဲ့ဒါဆိုရင်တော့ကျမတို့ရဲ့ vibration တွေလည်းမြင့်နေပြီအဲ့ဒီ vibration တွေကိုပြန်မကျသွားအောင်လို့ဒါထိန်းသိမ်းရမယ့်အချက်တွေကိုလည်းသိသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်အပိုင်းတစ်ပိုင်းအနေနဲ့ကတော့ကျမတို့လိုချင်တဲ့ဒီအရာတွေကိုဒီစိတ်ဆွမ်းအားနဲ့ကိုယ်တိုင်ဆွဲယူမယ်ဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်အဲ့ဒါကတော့ manifesting goal လို့ခေါ်တဲ့ဒီ mind work ပေါ့နော်ဒီစိတ်နဲ့အလုပ်လုပ်တဲ့ဟာလေးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့အပိုင်းငါဖြစ်တဲ့ manifesting goal ပေါ့နော်အဲ့ဒါကတော့စိတ်ကူးတွေကိုလက်တွေ့ဖြစ်လာစေဖို့အတွက်ကိုစိတ်ဆွမ်းအားပေါ့နော်အသုံးပြုရတဲ့စိတ်ဆွမ်းအားဆိုတဲ့အပိုင်းလေးပဲဖြစ်ပါတယ်နပိုလီယန်ဟေးပြောခဲ့သလိုပဲလူတစ်ယောက်ရဲ့စိတ်ကဘာကိုပဲယုံကြည်အဲ့ဒီအရာကိုလက်တွေ့ဖြစ်အောင်လုပ်နိုင်စွမ်းရှိပါတယ်ကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ဆိုရင်အဓိကတော့ကြဆိုလို့ရှိရင်ကိုယုံကြည်ရဲ့ဒီ belief system ပေါ့နော်ဒီယုံကြည်မှုစနစ်ကိုခိုင်မာအောင်တိဆောက်ပြီးတော့စိတ်ရဲ့ vibration ကိုမြင့်နေအောင်ထားဖို့ပဲဖြစ်ပါတယ်အဲ့တော့ positive thinking ဆိုတာကစွမ်းအားမရှိတဲ့ကိုယ့်ရဲ့ energy ကို drain စေတဲ့ကိုယ့်ရဲ့ဒီကိုစိတ်ဓာတ်တွေကျစေတဲ့အဲ့ဒီအတွေးတွေကိုစွန့်လွတ်ပြီးတော့ကိုအားပေးမယ်ကိုယ့်ရဲ့ energy တွေ vibration တွေပြန်ပြီးတော့မြင့်စေမယ်အတွေးတွေကိုရွေးချယ်တာကိုခေါ်တာပါငါမလုပ်နိုင်ပါဘူးဆိုတဲ့ဒီ limiting thought ပေါ့နော်ဒီအကန့်အသတ်ရှိရဲ့အတွေးတွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့တိုးတက်မှုကိုလည်းပိတ်ပင်ထားတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်မှတ်ထားပါကိုယ့်ရဲ့ mentality လို့ခေါ်တဲ့စိတ်နေစိတ်ထားကသာကိုယ့်ရဲ့ reality လို့ခေါ်တဲ့လက်တွေ့ဘဝကိုဖန်တီးယူတာဖြစ်ပါတယ်သူများတွေကဘာတွေပဲပြောနေပါစေဘလို့ပဲဝေဖန်နေပါစေအဲ့ဒါကကိုယ့်ရဲ့လက်တွေ့ဘဝမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့ mentality လို့ခေါ်တဲ့ခုနကစိတ်နေစိတ်ထားကိုအကောင်းဆုံးအမြင့်ဆုံးမှသာထားရင်ဒါကိုဖြစ်ချင်တဲ့ဘဝတစ်ခုကိုဖန်တီးလို့ရနိုင်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ self conscious mind လို့ခေါ်တဲ့မသိစိတ်ရဲ့အခန်းကဏ္ဍအားဆိုလို့ရှိရင်အရန်အရေးကြီးပါတယ်ကျမတို့ရဲ့မသိစိတ်တွေကိုဘလို့အတွေးတွေထည့်နေလဲဆိုတာကိုသတိထားကြည့်ပါတယ်အဲ့တော့ကျမတို့ရဲ့စိတ်မှာဆိုလို့ရှိရင် conscious mind သိတဲ့စိတ်ကဒါကျမတို့နေ့တိုင်းအလုံးလုံးနေအုံနောက်ကဆုံးဖြတ်ပေးနေတာတဲ့ထမင်းစားမယ်ဟိုကလုံမယ်အတွေးခေါ်တွေဒါတွေအကုန်လုံးက conscious mind ဒါသိစိတ်မသိစိတ်ဆိုတာကမသိစိတ်ကဘာနဲ့တူလဲဆိုတော့ကျမတို့ရဲ့ဒီအုံနောက်ထဲမှာရှိတဲ့စာတိုက်ပုံးကြီးတစ်ခုနဲ့တူတယ်။အဲ့ဒီစာတိုက်ပုံးကြီးထဲမှာကိုကတစ်ခုခုကို challenge တစ်ခုကိုလုပ်နေပြီ။ကိုကပြိုင်ပွဲတစ်ခုကိုဝင်ပြီးတော့လုပ်နေပြီကွယ်။လုပ်နေရနေပြီးတော့ကိုကဒီအပြင်မှာတော့ကိုကဒါအောင်ငါအောင်မြင်ခြင်းနဲ့ဒီပွဲကိုနိုင်ခြင်းနဲ့တွေးနေပြီမြင်စိတ်ထဲမှာကြောက်ကိုတန်တရားကြီးပြင်ဝင်နေ။ငါလုံနိုင်ပါမလား။သိလား။ဒီနေ့ကငါကျွမ်းကျင်တဲ့အရာမဟုတ်ဘူးလေ။ငါတစ်ခုဆိုလို့ရှိရင်တစ်ခုလုပ်ရင်ငါကြရှုံးတတ်တာပဲအဲ့လိုမကောင်းတဲ့ဒီ negative thought တွေပေါ့နော်အဲ့ဒီအတွေးတွေကဒါကျမတို့ရဲ့မသိစိတ်တွေကိုကျမတို့ကစားတိုက်ပုံကြီးတွေကိုစာရီသွားထည့်နေရတယ်တူတယ်အဲ့တော့ကျမတို့ကတစ်ခုလုပ်ပြီဆိုလို့ရှိရင်ကိုကတကယ် potential ရှိပြီးလုပ်နိုင်ရင်တော့ခုနကအတွေးတွေကပဲကိုရှေ့မဆက်သွားအောင်လို့ကိုတားဆီးနေမင်းကအဲ့လိုလူလေးအတွင်းထဲကတယောက်ကပြောနေတယ်လို့ပဲသိလားအဲ့တော့ကိုယုံကြည်မှုရှိကိုကဂရုံကင်ဖြစ်ဘာမှဆက်မလုပ်နိုင်တော့ဒါတကယ်တော့လူကဂရုံကင်ဖြစ်ချင်မှဖြစ်မှာဒါမြင်သာအောင်ပြောပြတာပေါ့နော်အဲ့တော့ဒီကျမတို့ရဲ့တကယ်လက်တွေ့ဘဝကိုဖန်တီးနေတဲ့ဒီ conscious mind က 10% ပဲရှိရဲ့တကယ်ကဒီ self conscious mind လို့ခေါ်တဲ့မသိစိတ်ကနေပဲလက်တွေ့ဘဝကိုဖြစ်အောင်အလုပ်တစ်ခုအောင်မြင်ပြီးမြောက်ဆိုတာဒီအတွင်းထဲမှာရှိတဲ့ self conscious mind က90%မှာရှိတဲ့အတွေးတွေကပဲထိန်းချုပ်နေတာဖြစ်တယ်အဲ့တော့မသိစိတ်ထဲမှာအမြင့်တွယ်နေတဲ့ယုံကြည်ချက်တွေကပဲကျမတို့ရဲ့ဘဝကိုမောင်းနေနေတာပါအဖြစ်ပြက်တွေကသူတို့ပိုင်သူတို့ neutral လို့ခေါ်တဲ့အလယ်လက်မှာပဲဒီကြားနေပါပဲအဲ့တော့ဘယ်ဖြစ်ပြက်မဆိုအလယ်မှာပဲရှိ neutral ကြားနေမှာပဲဒါပေမဲ့အဲ့ဒီအဖြစ်ပြက်ကိုကျမတို့ကဒီဘက်ကနေကြည့်မှာလားဘယ်ဘက်ကနေကြည့်မှာလားညာဘက်ကနေကြည့်မှာလားဒီကြည့်လိုက်တဲ့စိတ်
အဲ့ဒီစိတ်ကပဲကျမတို့ရဲ့ခံစားချက်ကိုဆုံးဖြတ်သွားတာဖြစ်ပါတယ်အပြောင်းလဲတစ်ခုဖြစ်ဖို့အတွက်ဆိုရင်အတွေးတစ်ချက်ပဲလိုပါတယ်ကိုအမြဲတမ်း affirmation လို့ခေါ်တဲ့စကားတွေကောင်းတဲ့စကားတွေကိုအမြဲတမ်းပြောပြပါငါဟာအောင်မြင်မှုထိုက်တန်တယ်ငါဟာလုံနိုင်စွမ်းရှိရငါကယုံကြည်မှုရှိရလူတစ်ယောက်ဖြစ်တယ်ငါကတော်တယ်ငါကဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချနိုင်တယ်အဲ့လိုမျိုးကိုယ့်ရဲ့ confidence နဲ့ခုနစိတ်ဆွမ်းတွေကိုပြန်ပြီးတက်မဲ့စကားလုံးတွေကိုပဲ affirmation ဆိုတာဒါပါစက်ကနေပြီးတော့အမြဲတမ်းရွတ်ပေးနေပါအဲ့ဒီစကားလုံးတွေကိုယုံကြည်ချက်အပြည့်နဲ့ထပ်ခါတလဲလဲပြောပြတာဆိုလို့ရှိရင်မသိစိတ်ထဲကိုအမိတ်ပေးနေတာ ਨੇ အတူတူပါပဲခဏပြောပြနေအဲ့ဒီမသိစိတ်ထဲမှာခုနကကိုယ့်ရဲ့ပထမယုံကြည်ထားတဲ့ကိုမကောင်းမြင်တဲ့စိတ်တွေကပျောက်ပြီးတော့အဲ့ဒီယုံကြည်ချက်တွေကအထဲထဲဝင်သွားမှာဝင်သွားပြီးရင်အဲ့ဒီယုံကြည်ချက်တွေကပဲကိုတွန်းအားတစ်ခုဖြစ်စီမှာကိုရဲ့ဒီ comfort zone ရဲ့အပြင်ဘက်ကအလုပ်တွေပဲဖြစ်ဖြစ်ကိုရဲ့ပန်းနိုင်အောင်မြင်အောင်ကြိုးစားတဲ့အချိန်မှာအနောက်ကလောင်စာတစ်ခုအနေနဲ့အဲ့ဒါတွေကကိုအနောက်ကနေပြီးတော့ထောက်ပံ့ပြီးမှာပေါ့နော်နောက်ပြီးတော့ကိုယ့်ရဲ့ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကိုလည်းရှင်းလင်းအောင်ထားပါကိုတကယ်ဘာဖြစ်ချင်တာလဲကိုယ့်ရဲ့ပန်းနိုင်တွေကဘာတွေလဲဆိုတာကိုစာအုပ်ထဲမှာခြာရေးပါအဲ့လိုမျိုးရဲ့အသေးစိတ်ချပြီးတော့ရေးတာဆိုလို့ရှိရင် manifest လို့ခေါ်တဲ့ဒီကိုဖြစ်ချင်တဲ့ဒီပန်းနိုင်တွေကိုစိတ်နဲ့ဆုတောင်းတာပေါ့နော်အဲ့လို manifest လုပ်တဲ့နေရာမှာဆိုရင်အရန်ကိုထိရောက်ပါတယ်အဲ့ဒီအပြင် visualization လို့ခေါ်တဲ့ဒီစွမ်းအားကိုလည်းအသုံးချပါကိုဖြစ်ချင်တဲ့ပုံရိပ်တွေကိုယ့်ရဲ့မျက်စိထဲမှာကွက်ကွင်မြင်အောင်လို့စိတ်ကူးယဉ်ကြည့်ပါအဲ့ဒီအချိန်မှာခံစားရမယ်ပျော်ရွှင်မှုအားလုံးကိုအာယုံအားလုံးနဲ့ခံစားကြည့်လိုက်ပါuniverse လို့ခေါ်တဲ့စัจ java ကြီးကကိုအမြဲတမ်း support ပေးနေတယ်ကိုအခက်အခဲဖြစ်လို့ရှိရင်လေကိုကူညီမဲ့သူဘေးနားမှာလူတွေမရှိရင်တော့ကိုဒီစัจ java ကြီးကကူညီပေးနေတယ်ပြီးတော့ကိုရဲ့ဆန္ဒတွေကိုလေဒီစัจ java ကြီးကဖြစ်မြောက်အောင်လို့တကယ်ကိုအကောင့်တွေပေါ်နိုင်အောင်လုပ်ပေးမှာဆိုရယ်ယုံကြည်ချက်ကိုလည်းထားလိုက်ပါလမ်းပြပေးနေတဲ့လက္ခဏာလေးတွေကိုသတိထားပြီးတော့ကိုယ့်ဘက်ကလည်းလက်တွေ့ကြ action နဲ့ပေါင်းဆက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကိုဖြစ်ချင်တဲ့အိမ်မက်တွေကတကယ်ဖြစ်လာမှာအသေးကြပါပဲအဲ့တော့ဘာလို့ခုနစိတ်ကူးရင်တာနဲ့ဒီ manifest ဒီပါစက်ကပြောတဲ့ဟာတွေပေါ့နော်အဲ့ဒါဘာလို့တွဲပြီးတော့လုပ်ရတာလဲဆိုလို့ရှိရင်ကျမတို့ရဲ့အုံနောက်ကတကယ်ဖြစ်နေတာနဲ့အရန်ကိုအသေးစိတ်စိတ်ကူးရင်နေတာကိုခွဲခြားပြီးတော့မသိပါဘူးအဲ့ဒီလိုခဏလှုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကလည်းပြတ်သားလာတယ်ကိုယ့်ရဲ့ vibration လို့ခေါ်တဲ့ဒီကိုယ့်ရဲ့စိတ်အတွင်းထဲမှာရှိတဲ့စွမ်းအင်အားဆိုလို့ရှိရင်လေအပြင်ကကိုဖြစ်ချင်တဲ့ကိုယ့်ရဲ့ပန်းနိုင်ရဲ့ vibration တွေနဲ့တဖြည်းဖြည်းနဲ့ထပ်တူကျလာမှာဖြစ်ပါတယ်အခွင့်အရေးတွေကရောက်လာတဲ့အခါမှာတော့ကိုယ့်ရဲ့ self conscious mind ကအဲ့ဒါကိုလက်မလွတ်တမ်းဖန်ဆုပ်နိုင်အောင်လို့လှုံ့ဆော်ပြီးမှာဖြစ်ပါတယ်ခုနကိုပြန်ပြောပြီးတဲ့ကောင်းမွန်တဲ့စကားလုံးတွေကြောင်းမို့လို့တဖြည်းဖြည်းနဲ့ self conscious mind တွေကိုမကောင်းတဲ့ကိုယုံကြည်ထားတဲ့ဒီ belief system ကိုဖယ်ပစ်လိုက်ပြီးကောင်းတဲ့အရာတွေထည့်လိုက်တော့တကယ်လဲကိုရှိမှအခွင့်အရေးတစ်ခုကိုမြင်ရောအုံနောက်ကအဲ့ဒီအခွင့်အရေးကိုဒီမလွတ်အောင်လို့စွဲကင်မှုအတွက်ကိုအနောက်ကနေပြီးတွန်းအားပေးလိုက်တယ်အဲ့ကြလို့ရှိရင်ကိုကခုနပြောသလိုဒီတခုအောင်မြင်သွားတယ်ကိုရဲ့ပန်းနိုင်တွေရီမန်းချက်တွေအောင်မြင်သွားတယ်ဆိုတာကတကယ်ကအဲ့ဒီလိုပုံစံမျိုးအောင်မြင်သွားပါအဲ့တော့ကျမတို့ကဒီတိုင်းထိုင်ပြီးတော့ manifest တွေတော့လုပ်နေ visualization တွေလုပ်နေဒါပေမဲ့ကိုကဒီနေ့ထိုင်ဆောင်နေလို့တော့မရဘူးပေါ့အဲ့ဒါတကယ်လဲလူကဟိုဘယ်လိုလဲဆိုတော့ထိုင်တော့မဆောင်နေပါဘူးဘာလို့လဲဆိုခုနပန်းနိုင်ရပြက်သားပေါ်ပြီဆိုလို့ရှိရင်စိတ်ကူးတွေရင်နေတောင်ပါလေဟာငါဒါဆိုရင်တော့ငါဘာလို့ကမှငါပတ်စံစူးရမှာလားငါအလုပ်ကောင်းရှာရမှာလားဆိုပြီးအနောက်ကချက်ချင်းကိုဟိုဘယ်လိုပြောမလဲတစ်ပင်အကိုင်းခတ်ဒီပွားတယ်လို့ပုံစံပဲကျမတို့ကလုံးဝမဲ့အရာတွေကအုံနောက်ထဲမှာပေါ်လိုက်ကိုလုံးဝမဲ့အရာလေးတွေလှုပ်ဆောင်ရမယ့်အရာလေးတွေကိုကအစင်လိုက်တိုင်းခြာရေးလိုက်ခြာရေးပြီးတော့ကိုကအဲ့ဒီအတိုင်းတေချာလုပ်လိုက်လို့ရှိရင်တနေ့မှာကိုယ့်ရဲ့ပန်းနိုင်နေရလေဒါရီမန်းချက်တွေပြည့်ဝသွားမှာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့အပိုင်း6အနေနဲ့က action လို့ခေါ်တဲ့လက်တွေ့လှုပ်ဆောင်ခြင်းဆိုတဲ့အပိုင်းလေးကိုဆက်လေ့လာမှာဖြစ်ပါတယ်အဲ့တော့အပိုင်း6ကကြတော့ action ဆိုရယ်လက်တွေ့လှုပ်ဆောင်ခြင်းဆိုရယ်အပိုင်းလေးပဲဖြစ်ပါတယ်အပြုသဘောဆောင်တာတွေဒီ manifest တွေလုပ်တာနောက်ကကြတော့စိတ်ကူးတွေရင်နေုံနဲ့မလုံလောက်ပါဘူးအပြောင်းလဲဆိုတာထိုင်ဆောင်နေုံနဲ့ဖြစ်မလာဘဲနဲ့ကိုယ့်ဘက်ကနေတက်ကြွနဲ့ဒီ action တွေကိုစပြီးတော့ဒီလှုပ်ဆောင်ချက်တွေကိုစပြီးတော့လုပ်ဖို့အတွက်လိုအပ်ပါတယ်အဲ့ဒီအတွက်ကိုကသေးငယ်တဲ့မှန်ကန်တဲ့ခြေလမ်းလေးတွေနဲ့စပြီးတော့အရှိန်ယူပြီးတော့စတင်ပါတယ်အဲ့တော့ဆိုလိုတာကဘာလဲဆိုလို့ရှိရင်ကျမတို့ပန်းနိုင်တစ်ခုခုကိုချမှတ်လိုက်တယ်အဲ့ဒီပန်းနိုင်ကကိုယ့်ရဲ့ comfort zone ဒါပန်းနိုင်တစ်ခုခုကိုဖြစ်မြောက်စူးစမ်းတော့မယ်အောင်မြင်အောင်လုပ်တော့မယ်ဆိုရင်လည်းသိကြရတာကိုမလုံနိုင်တဲ့အရာကိုစူးစမ်းပြီးတော့လုပ်တော့မှာလေအဲ့ဒီကြောင့်ကိုလုံးမဲ့အရာကြီးကတကယ်လို့အလုပ်ကြီးအကြီးဖြစ်နေဆိုရင်ကျမတို့ကအစမှာအဲ့ဒီအကြီးကြီးကိုတစ်ခါအပိသက်ခြေလန်းကျဲကြီးနဲ့တခါရဲသွားပြီးတော့လှမ်းလိုက်လို့ရှိရင်ကျမတို့လဲကြလို့ရှိရင်လည်းအထိနာမယ်ပေါ့နော်နောက်တစ်ခုကကိုကလဲကြပြီးအထိနာသွားရင်ကြောက်သွားမယ်
ကြောက်စိတ်ဖြစ်သွားမယ်ဒါကိုဆက်လုပ်ဖို့အတွက်ကိုလေသိလားငါဒီမှာတော်တော်ထိကြိုက်သွားရင်ငါဒါကိုထပ်လုပ်ရင်ဒီလိုထိကြိုက်အောင်ပါပဲဆိုရယ်စိတ်ဖြစ်သွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဒီပန်းနိုင်ကြီးအလုပ်ကြီးကြီးကိုစပြီးတော့လုပ်မယ်ဆိုရင်အပိုင်းလေးတွေခွဲပြီးတော့သေးငယ်တဲ့ခြေလမ်းလေးတွေကစတင်ပါတယ်ဆိုလိုတာကတော့ကျမတို့ habits လို့ခေါ်တဲ့ဒီအလေးချင်းဖြစ်နေပြောင်းလဲဥပမာတနားရီစာအလုပ်ကြီးတစ်ခုကျမတို့တနားရီစာတစ်ခါလေးလုပ်တာမဟုတ်ဘဲနဲ့9မိနစ်စာလေးတွေ15မိနစ်စာအပိုင်းလေးတွေခွဲပြီးတော့ကိုကနေ့တိုင်းဒီ consistency ပေါ့နော်ဒီဒီဇိုင်းမမတ်နဲ့ကိုကနေ့တိုင်းလှုပ်ဆောင်သွားမှာအဲ့ဒါဆိုလို့ရှိရင်ကျမတို့ကဒီလိုမျိုးလှုပ်ဆောင်နေတဲ့အချိန်မှာခုနပြောသလိုချော်လဲသွားရင်တော့အနာလေးကတေးသေးလေးဆိုတော့ကျမတို့ကပြန်ထပြီးတော့နောက်ထပ်တစ်ခါထပ်လုပ်နိုင်တဲ့ခွန်အားတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့သေးငယ်ပြီးတော့မှန်ကန်တဲ့ခြေလမ်းလေးနဲ့စပြီးတော့အချိန်ယူပါနောက်တစ်ခုကဘာလဲဆိုတော့တန်မိုးရှိတဲ့ပန်းနိုင်တွေကဆိုလို့ရှိရင်ဒီ comfort zone ထဲမှာတက်တာကိုလုံနိုင်တဲ့အရာတွေမှာဘယ်တော့မှရှိမနေပါဘူးဒါအမှန်ပဲเนาะမတက်မတာဖြစ်မှုကိုအန်တုပြီးတော့အလုပ်ကျိုးစားမှသာတိုးတက်မှုရှိလာမှာဖြစ်ပါတယ်တာမန်လူတွေနဲ့ထူးချွန်တဲ့သူတွေနဲ့ကွာခြားသွားတဲ့အချက်ကတော့ grit ဆိုရဲဇွဲလုံးလာပါပဲထူးချွန်သူတွေကစိတ်မပါတဲ့နေ့တွေမှာတော့မှသူတို့လုပ်เสียရှိတဲ့အလုပ်ကိုအမြဲတမ်းမပြတ်မကွက်လုပ်ဆောင်ကြပါတယ်အဲ့တော့ကိုကတစ်ခုခုကိုခုနပြောသူ15မိနစ်စာအလုပ်လေးကိုခွဲပြီးတော့လုပ်မယ်လို့ကိုကရည်ရွယ်ထားလို့ရှိရင်ကိုသတ်မှတ်ထားတဲ့အချိန်ဥပမာဒီနေ့ရဲ့ဘယ်နှနာရီဘယ်အချိန်မှာဒါကိုလုပ်မယ်ဆိုကိုကဆုံးဖြတ်ပြီးသွားရင်ကိုပိုင်ကိုမူလာမလာသိလားအဲ့အချိန်မှာအကြောင်းပြချက်တွေအမျိုးမျိုးသိလားအဲ့လိုမျိုးတွေမပေးဘဲနဲ့လုပ်ရမယ့်အချိန်တိုင်းကိုကလုပ်ကိုလုပ်ဥပမာနေမကောင်းဖြစ်နေတော့မလုပ်နေပေါ့နော်ကိုကလည်းကောင်းနေအဲ့ဒါအောင်မို့ကိုကကော်ဖီမတောက်ပါသေးလို့သိလားမိုးရွာနေလို့နေပူနေလို့အဲ့လိုမျိုးတွေမလုပ်ဖ ೇನೆ ကိုကဒီမပြတ်မကွက်ကိုလုံမယ်လို့ဆုံးဖြတ်ထားတဲ့အချိန်မှာလှုပ်သွားဖို့ပဲအဲ့တော့တကယ်အောင်မြင်တဲ့လူတွေထူးချွန်တဲ့သူဆိုတာကသူတို့သတ်မှတ်ထားတဲ့အချိန်လို့ဆရာရှိတဲ့အချိန်မှာသူတို့ကမူလာမလာဒါရီသူတို့မစင်စားဘူးအဲ့အချိန်မှာဒါလုပ်ရမယ်ဆိုရင်သူတို့မပြတ်မကွက်လှုပ်ဆောင်တယ်အဲ့ဒါကပဲတာမန်လူတွေနဲ့ထူးချွန်တဲ့သူတွေနဲ့ကွာသားတဲ့အချက်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကတခုခုအကောင့်ထဲပေါ်တဲ့အချိန်မှာဒီ grit လို့ခေါ်တဲ့ဇွဲလုံးလာကိုအမြဲတမ်းဆွဲကင်ထားမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင် patient နဲ့ resilient လို့ခေါ်တဲ့ဒီစိတ်ရှည်သိခံမှုရှိရမယ်ကျမတို့စိတ်ကိုကြံ့ခိုင်းတာဘာလို့ဆိုတော့ခုနကျမပြောသလိုပဲဒီကိုယ့်ရဲ့ comfort zone ရဲ့အပြင်ဘက်မှာရှိတဲ့အလုပ်ဆိုတဲ့ဟိုကဒါကိုယ့်အတွက်ခက်ခဲတဲ့အလုပ်ပဲလေအဲ့တော့အဲ့ဒီခက်ခဲအလုပ်ကိုလှုပ်ဆောင်တဲ့အချိန်မှာကျမတို့လဲကြတာကြီးလည်းဖြစ်မှာပဲဒါပြဿနာကြီးကြုံရတာလည်းဖြစ်မှာပဲ fail ဖြစ်သွားတာကြီးလည်းဖြစ်မှာပဲဒါပေမဲ့အဲ့ဒီအချိန်ကျရင်ကျမတို့ကဘာလဲဆိုတော့ဒီ resilient ပေါ့နော်စိတ်ကိုကြံ့ခိုင်ရမယ်နောက်တစ်ခုကကြတော့ဒီစိတ်ရှည်ရမယ်ဘာလို့ဆိုတော့အခုဒီကျမတို့ခုနေတဲ့ဒီခစ်ကာလာယူက quick fix ပေါ့နော်ဒီအမြန်တခုခုဆိုလို့ရှိရင်ဒီချက်ချင်းလိုချင်တဲ့ခစ်ကြီးပေါ့နော်အဲ့ဒီခစ်ကြီးကိုရောက်နေတာအဲ့ဒီအတွက်ကြောင့်ကြီးမားတဲ့အောင်မြင်မှုတွေအတွက်စိတ်ရှည်မှုကမရှိမဖြစ်ကိုလိုအပ်ပါတယ်ကျွန်တော်အခုပဲလုပ်လိုက်တယ်အခုချက်ချင်းရလက်လိုချင်တော့မရဘူးဒါခက်ခဲတဲ့အလုပ်တွေဆိုတာအချိန်တစ်ခုယူပြီးမှသူ့ရဲ့ရလက်ကတော့ရလာမှာအဲ့ဒီအတွက်ကျမတို့ကစိတ်ရှည်ကိုလည်းလိုအပ်ပါတယ်ရေတို့အပျော်ပါးတွေကိုစွန့်လွတ်ပြီးတော့ရေရှည်ပန်းနိုင်အတွက်စိတ်ရှည်နဲ့ရင်းနှီးမြုပ်နှံတတ်ဖို့အတွက်လိုအပ်ပါတယ်ခုနကလိုမျိုးလုံနေနေကိုကလဲကျသွားတယ်တခုကြောင့်မလုံနိုင်မဲ့ fail ဖြစ်သွားတယ်ဆိုလို့ရှိရင်လေပြန်ပြီးတော့ထားမယ်အဲ့ကြောက်လို့ရှိရင်လေဒါ Atomic Habits ဆိုစာအုပ်ထဲမှာပြောထားတယ်ပဲဒါ never miss twice เนาะဒါဒုတိယအကြိမ်တော့မလွဲစီနဲ့ပထမအကြိမ်လဲကျသွားတယ်မလားပြန်ထလိုက်သိလားပြန်ထပြီးနောက်တစ်ခါပြန်လုပ်လိုက်အဲ့ဒါတကယ်လို့ပြန်မထပဲကိုကအဲ့ညမှာရက်နေလိုက်ပြီဆိုရင်ကိုအဲ့လုပ်ကိုဆက်လုပ်ဖို့တော့ကလေတော်နဲ့ကိုလှုပ်ဖြစ်တော့မှာမဟုတ်တော့သိလားအဲ့ဒါပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကြောက်စိတ်ကကြတော့ကိုပိတ်လောင်ထားတတ်ပြီးတော့faith လို့ခေါ်တဲ့ယုံကြည်ချက်ကတော့ကိုစွမ်းအားပေးပါတယ်အဲ့တော့အရာရာကိုအတင်းထိန်းချုပ်ဖို့အတွက်ကိုမကြိုးစားပါနဲ့ကိုဘက်ကအကောင်းဆုံးကိုက action တွေယူပြီးသွားပြီဆိုလို့ရှိရင်ကြံတဲ့ဟာကို flow with the universe ဒါစัจ java ကြီးနဲ့အစီအစဉ်အတိုင်းပဲယုံကြည်ချက်အပြည့်နဲ့ဆောင်ဆန်းနေလိုက်ပါတယ်ဒါစัจ java ကြီးရဲ့အစီအစဉ်တိုင်းပဲသူ့ပိုင်သူစီစဉ်သွားပါစီပေါ့ဆိုလိုတာကတော့အဲ့တော့ကိုကအကောင်းဆုံးကိုလုပ်ဆရာရှိရတယ်ကိုက action ယူပြီးလုပ်ပြီးသွားလို့ရှင်ဒီလောက်ကအောင်မြင်မှာလားကြာရှုံးမှာလားစိုးရင်စိတ်တွေနဲ့ကိုကမဖြစ်နေနဲ့တော့သိလားအဲ့ကြလို့ရှင်ဒါ universe နဲ့ပဲတိုင်းလွှတ်ထားရတော့အဲ့တော့ဒီတခါတလေမှာကိုဖြစ်ချင်တဲ့အရာတွေမဖြစ်လာတာဆိုလို့ရှိရင်လည်းကို့အတွက်ပိုကောင်းတဲ့လမ်းကြောင်းတစ်ခုစီကိုလမ်းလွဲပြီးရလဲဖြစ်နိုင်ပါတယ်ဒီ universe ကအဲ့တော့သူပထမဆုံးကပြောနေတယ်လို့ပဲတခါတလေကြတော့ဒါအမြဲတမ်းကိုကအကောင်းဆုံးလုပ်လိုက်ပြီမြေခါကျရင်ကိုဒီညှော်မှန်းထားတဲ့ရလက်ဒီတိုင်းမရလာဘူးအဲ့ဒါကဘာလဲဆို blessing in disguise လို့ခေါ်တဲ့ဒီကိုကဒီထက်ပိုကောင်းတဲ့အခွင့်အရေးဒီထက်ပိုကောင်းတဲ့ဒီ
အရာတွေကိုရရှိဖို့အတွက်ကိုဒါ universe ကလမ်းလွဲပေးလိုက်တာလည်းဖြစ်နိုင်တယ်အဲ့တို့ကြောင့်ကိုစိတ်ကအဲ့လိုမျိုးကယုံကြည်ထားမယ်ဆိုရင်ကိုကဒီစိတ်တက်ကြတာတွေတခုခုကိုစပြီးလုပ်မယ်ဆိုလို့ရှိရင်လေအဲ့လိုကြောက်စိတ်မျိုးတွေကမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒါ action ယူတဲ့အချိန်မှာဒါတကယ်ကိုလက်တွေ့လှုပ်ဆောင်တဲ့အချိန်မှာကြုံရမယ့်အရာတွေနဲ့ဘယ်လိုပုံစံကိုယ့်ရဲ့စိတ်ကိုထားပြီးတော့လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းလေးတွေကိုဒါပြောပြပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျမတို့ pain in purpose လို့ခေါ်တဲ့ဒီနာကျင်မှုကနေပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ချက်တွေစီတို့ဆိုတဲ့ဒီခေါင်းစဉ်လေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကကျမတို့အားနည်းလို့ဖြစ်လာတာမဟုတ်ပါဘူးကိုယ်မှာရှိရဲ့စွမ်းအားအစစ်အမှန်ကိုရှာဖွေနိုင်အောင်လို့လောကကြီးကတွန်းပို့ပေးလိုက်တာဖြစ်ပါတယ်အခက်အခဲတစ်ခုကြုံလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့အမှားကြီးပဲမို့ဒါ universe ကနေပြီးကိုကဘယ်လောက်ထိလုံနိုင်စွမ်းရှိရကိုယ့်ရဲ့ potential ဘယ်လောက်ထိရှိရဆိုတာကိုပြန်ပြီးရှာဖွေလို့ရအောင်လို့တွန်းအားပေးလိုက်တာဖြစ်ပါတယ်။နာကျင်စရာအဖြစ်အပျက်တွေကြုံလာတဲ့အခါမှာဝမ်းနေတာတဘာဝဖြစ်ပြီမြေအဲ့ဒီနာကျင်မှုတွေကနေပြီးတော့ကို victim လို့ခေါ်တဲ့ဒီတားကောင်တစ်ခုပေါ့နော်ကိုကကြေကွဲဝမ်းနေပြီးတော့ကြေကွဲလူငယ်ဖြစ်နေတာပေါ့နော်ကိုကပြန်လဲမယုံထနိုင်အဲ့လိုပုံစံအဖြစ်မခံပါနဲ့အဖြစ်မခံမဲနဲ့သင်ခန်းစာယူနိုင်တဲ့ဒီ strength ခွန်အားအဖြစ်နဲ့ပြောင်းလဲရှုမြင်မှုအတွက်ကိုလိုအပ်ပါတယ် pain changes people ပါနာကျင်မှုတွေကလူတွေကိုပြောင်းလဲစေပါတယ်အဲ့ဒါတော့အမှန်ပဲเนาะဘဝကကျွန်တော်တို့ကိုကောင်းကြီးတွေမပေးခင်မှာဆိုလို့ရှိရင်အရင်ဆုံးဒီစမ်းသက်လေးရှိပါတယ်အစိုးဆုံးအချိန်တွေကနေရလိုက်တဲ့သင်ခန်းစာတွေကဆိုလို့ရှိရင်ကျွန်တော်တို့ပိုကောင်းတဲ့ရွေးချယ်မှုကိုလှုပ်ဆောင်နိုင်အောင်လို့ပြုပြင်ပေးသွားတာဖြစ်ပါတယ်ဒါပေမဲ့သတိထားရမှာက lesson will repeat themselves ပါအဲ့တော့သင်ခန်းစာတွေကထပ်ခါဖြစ်နေတယ်ပေါ့နော်အကယ်၍အဲ့ဒီကိုကဒီဘဝကနေပြီးကိုအရှုံးနေရနေပြီးသင်ခန်းစာယူဖို့အတွက်ကိုဒီအစိုးတွေကိုကြုံစီလိုက်တယ်ဒါပေမဲ့ကိုကအဲ့ဒီကိုကြုံလိုက်ကြတဲ့အစိုးတွေကနေပြီးကိုကသင်ခန်းစာမယူလိုက်ဘူးဆိုလို့ရှိရင်အဲ့ဒီကြုံလိုက်ကြတဲ့ကိုရဲ့ပြဿနာတွေပြီးတော့ကိုစုံတွေ့ခဲ့တဲ့လူတွေအဲ့ဒါတွေကလည်းထပ်ခါဒီ pattern တွေပဲထပ်ခါပြန်ဖြစ်နေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့လောကကြီးကကျွန်တော်တို့ကိုအဲ့ဒီအဆင့်ကနေပြီးကြော်လွှားသွားဖို့ကိုမျှော်လင့်နေလို့ပါ။ဒါကြောင့်မလို့ကိုယ့်ဘဝမှာထက်တလဲလဲဖြစ်နေတဲ့ pattern ဆိုတဲ့ပုံစံလေးတွေကိုသတိထားကြည့်ပါ။ warning sign လို့ခေါ်တဲ့သတိပေးချက်လေးတွေကိုလည်းကြိုမြင်တတ်ဖို့အတွက်လိုအပ်ပါတယ်။ဥပမာဆိုလို့ရှိရင်ကိုကဘယ်လောက်ခွင့်ဝဲရောက်အပေါင်းအသင်းတွေနဲ့အစင်မပြေတွေဖြစ်ပြီးတော့အလုပ်ထွက်ရတယ်ပဲဆိုပါစို့ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ကိုကဘယ်အလုပ်ကိုပဲပြောင်းသွားဒီ pattern ကြီးကခဏဖြစ်နေရဆိုလို့ရှိရင်တော့တခုတေချာတာကတော့ကိုယ့်ဘက်ကတခုကိုမှားနေပြီသိလားအဲ့တော့ဒီ warning sign လေးတွေဒီခုနကပြောတဲ့ lesson လေးတွေကိုကသတိထားပြီးတော့ဒါလေးကိုကြည့်တတ်ဖို့လိုလာပြီငါဘာများမှားနေလို့လဲငါရဲ့ဆက်ဆံရေးမှာပေါ့နော်ငါတခုကိုများငါရဲ့ဒီတွေးအတွေးတွေကပဲမှားနေရလားသူများကငါဘလို့ပြုတ်မှုတတ်တဲ့ငါရဲ့ပြုတ်မှုတွေကလွဲနေလားဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ self reflect လုပ်ဖို့လိုလာပြီပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့လူတိုင်းဟာဆိုလို့ရှိရင်ဒီ higher purpose လို့ခေါ်တဲ့မြင့်မြတ်တဲ့ကိုဒီမြင့်မားတဲ့ရည်ရွယ်ချက်တွေတစ်ခုစီရှိတတ်ကြပါတယ်ဘဝဆိုတာဒီတိုင်းအသက်ရှင်နေဖို့နေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ potential လို့ခေါ်တဲ့ထူးခြားတဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေနဲ့လောကကြီးကိုတစ်ခုခုပြန်ပေးဆက်ဖို့အတွက်ဖြစ်လာတာပါကိုတကယ်ပဲစိတ်လှုပ်ရှားစရာကောင်းတဲ့စိတ်လှုပ်ရှားစီရဲ့အရာတွေနောက်ကိုလိုက်ချင်းရဆိုလို့ရှိရင်ကိုဘဝရဲ့အတိတ်ပဲကိုရှာတွေ့ခြင်းလမ်းစာပဲဖြစ်ပါတယ်အဲ့တော့ပတ်စံနဲ့ပတ်သက်လာရဲဆိုလို့ရှိရင်လေပတ်စံဆိုတာ energy တစ်ခုပဲဒါစွမ်းရင်တစ်ခုပါပဲအဲ့တော့ပတ်စံနဲ့ပတ်သက်လာရဲဆိုလို့ရှိရင်လေကိုကအမြဲတမ်းကိုယ့်ရဲ့ mindset မှာပတ်စံရှာရခက်တယ်ငါကတော့အမြဲတမ်းဒီ broke နေရပဲပတ်စံမရှိဘူးလက်ထဲမှာဒါမျိုးအတွေးမဟုတ်ဘဲနဲ့ကိုကအမြဲတမ်းစံဆိုတာကဒါစွမ်းရင်တစ်ခုဖြစ်တယ်စွမ်းရင်တစ်ခုဖြစ်တဲ့အတွက်ငါရဲ့စွမ်းရင်နဲ့တူညီရဲ့ငါကအဲ့လိုမျိုး vibration တာထားမယ်ဆိုလို့ရှိရင်ဒီကောင်းမွန်တဲ့စွမ်းရည်ကိုလေငါကဆွဲဆောင်နိုင်မှာပဲငါပတ်စံဒီအရှံပဲရှိလာမှာပဲဆိုရဲဒီ abundance စိတ်တယ်ပေါ့နော်ကိုကတကယ်မရှိရင်တော့ကိုယ်စိတ်ထဲမှာကိုကပြက်လက်နေရဆိုတဲ့စိတ်တစ်ခုဆိုလို့ရှိရင်မကောင်းတဲ့ vibe ဖြစ်တဲ့ဟာမျိုးမလုပ်ဘဲနဲ့ကိုယ့်ရဲ့ vibration ကိုမြင့်အောင်ထားလို့ရှိရင်သွားပြီး energy တူလို့ရှိရင်ကိုကတဖြည်းဖြည်းနဲ့ငွေကြေးရလေးကိုစီကိုစီးဝင်လာမှာပဲပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီ advantage mindset ထားရှိခြင်းအားဆိုလို့ရှိရင်ကြွယ်ဝမှုကိုဖိတ်ခေါ်ရောက်ပါတယ်။ဒါပေမဲ့ပတ်စံဟာကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကိုဆုံးဖြတ်တဲ့အရာတော့မဖြစ်ပါစေနဲ့။တကယ်ပျော်ရွှင်မှုအစစ်မှန်ဆိုတာကပြင်ပအရာတွေစီကနေပြီးတော့လာတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီအတွင်းစိတ်ထဲကနေပဲမြစ်ဖျားခံပြီးတော့လာတာဖြစ်ပါတယ်။ကိုချစ်တက်လာတာကို self-love တွေဖြစ်လာတာပြီးတော့လက်ရှိပေါ့နော်အခိုက်အတန့်ကိုတန်ဖိုးထားတတ်လာတာဆိုလို့ရှိရင်ရေရှည်တည်တဲ့ပျော်ရွှင်မှုကိုရရှိစေမယ့်နည်းလမ်းပဲဖြစ်ပါတယ်။ဥမာအဖြစ်ကိုကဖုန်းအသစ်ဝယ်လိုက်မယ်ကားအသစ်ဝယ်လိုက်မယ်ဆိုပစ္စည်းဥစ္စာတစ်ခုရတဲ့အချိန်မှာကိုကပျော်ရွှင်သွားတယ်။ဒါပေမဲ့ကိုကအဲ့ပျော်ရွှင်မှုကလေအဲ့ဒီရလိုက်တဲ့အချိန်မှာခဏပဲ
ပြီးတော့ရင်ကိုကအမြဲတမ်းကိုယ့်ရဲ့ vibe ကအမြဲတမ်းကိုယ့်ရဲ့ vibration ကအမြဲတမ်းကျနေတယ်ကိုကအမြဲတမ်းဒီစွမ်း energy ပေါ့နော်အမြဲတမ်းကျနေရလို့ဆိုလို့ရှိရင်ပစ္စည်းရလိုက်တဲ့အချိန်မျိုးနောက်ပြီးတော့ရင်ကိုကဒုံရင်ပြင်ဖြစ်သွားတတ်တယ်သိလားအဲ့ဒီအတွက်ကြောင့်မလို့ပျော်ရွှင်မှုကိုဒီအပြင်ဘကပစ္စည်းတွေကနေပြီးတော့လိုက်ရှာနေတဲ့၍ဒါဟာစစ်မှန်တဲ့ပျော်ရွှင်မှုမဟုတ်ပါဘူးတဲ့ true happiness ဆိုတာအခုလက်ရှိကိုယ်မှာရှိနေတဲ့မိသားစုပြီးတော့ကိုယ့်ရဲ့ဒီကိုဘေးနားမှာရှိနေတဲ့ကိုကိုဒီအမြဲတမ်းနွေးနွေးထွေးထွေးနဲ့ဆက်ဆံပြီးတဲ့မေတ္တာအစစ်မှန်နေပြီးတဲ့လူတွေနောက်ကကျတော့ကိုယ့်ရဲ့ကျမ်းမာရေးနော်ဒါကျမ်းမာရေးကောင်းမှလေကျမတို့ကပျော်ရွှင်နိုင်ပါလေဒီ physical health လို့ခေါ်တဲ့ဒီအပြင်ပိုင်းကခန္ဓာကိုယ်ကျမ်းမာမှာကျမတို့ရဲ့ဒီစိတ်ကျမ်းမာရေးကကောင်းလာအဲ့တော့ကိုယ်မှာရှိရဲ့ကျမ်းမာရေးရဲ့နောက်ကကိုလုံနေတဲ့အလုပ်လေးတွေပေါ်မှာခြေနှက်ပြီးတော့ရောင်ရဲတင်းနေတဲ့အတွင်းစိတ်ကသာလေကျမတို့ရဲ့ true happiness ပဲဖြစ်ပါတယ်အဲ့တော့ဏိကုံးချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပိုကောင်းတဲ့ဘဝတစ်ခုကိုရှောင်လန်းရတယ်ဆိုတာကမလွယ်ကူလှပါဘူးအခက်ခဲတိုင်းမှာသင်ခန်းစာရှိပါတယ်ကိုယ့်ရဲ့ဗီဇစိတ်ကိုယုံကြည်ပါကိုပြန်ပြောတဲ့စကားလုံးတွေကိုအမြဲတမ်းသတိထားပြီးပြောပြပါကို self love လို့ခေါ်တဲ့ဒီကိုချစ်တဲ့စိတ်ကိုလည်းအပြည့်အဝစုပ်ကိုင်ထားပါတယ်ကိုယ့်ရဲ့ vibration တွေကိုအမြဲမြင့်နေအောင်ထားပြီးတော့ကောင်းမွန်တဲ့ဒီ positive mindset နဲ့ကိုအမြဲ energy ကိုမြင့်နေအောင် vibration ကိုမြင့်နေအောင်ထားပြီးတော့နေမယ်ဆိုလို့ရှိရင်တော့ဒီအခုသွားမဲ့မလွယ်ကူလာတဲ့ဒီအခီးရဆိုလို့ရှိရင်ခက်ခဲနိုင်ပြီပဲလေရရှိလာမယ့်ရလကတော့တန်မိုးမဖြတ်နိုင်အောင်လို့ကြီးမားပါလိမ့်မယ်ဆိုပြီးတော့ဒါစာအုပ်ကနောက်ဆုံးမှာပြပြထားရပါတော့အဲ့တော့အခုဆိုလို့ရှိရင်ဒီ good vibes good life ဆိုရဲဒီစာအုပ်လေးရဲ့ summary လေးကဒါပြီးသွားပြီပေါ့နော်အဲ့တော့ဒီစာအုပ်လေးကိုအဆုံးထိနားထောင်ပြီးပြီဆိုတော့ပြီးတော့လက်တွေ့အသုံးချလို့ရမယ်နီးလန်းတွေဒီဘူးတုတာတွေအများကြီးလေးရှာသွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်အဲ့တော့ကိုယ့်ရဲ့ဒီ mindset လေးတစ်ခုပေါ့နော် mindset shift ပေါ့နော်ဒီအတွေးလေးတစ်ခုကိုပြောင်းလိုက်ရုံနဲ့ဒါအများကြီးပြောင်းလဲသွားတာအဲ့တော့တနေ့တာမှာကိုကဒီနေ့တိုင်းမှာစိတ်လေးအေးချမ်းချမ်းနဲ့အမြဲတမ်းပျော်ရွှင်မှုတွေဒီအောင်မြင်မှုတွေကိုရဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ vibration ကလည်းအမြဲတမ်းမြင့်နေအောင်ထားဖို့အတွက်ဒါလိုအပ်တယ်ပေါ့နော်ဖြစ်ပျက်နေတဲ့အရာတိုင်းအခက်အခဲတွေပြဿနာတွေအဲ့ဒါအကုန်လုံးကစာရေးဆရာပြောထားသလိုပဲတကယ်ကို neutral ပေါ့နော်သူဂျားနေပဲအဲ့ဒီအားတွေကိုကဘယ်ဘက်ကနေပြီးတော့ကြည့်တတ်တယ်ကိုယ့်ရဲ့အတိတ်ပဲဖွင့်ဆိုပုံမှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့အထက်ကဒီခံစားချက်တွေကိုယ့်ရဲ့ဒီ energy နှိမ့်နေမြင့်နေဆိုတာပဲဖြစ်သွားအဲ့တော့ကျမတို့ကတခုဆိုလို့ရှိရင်ဒါသတိလေးကပ်ပြီးကိုပေါ့နော်အမြဲတမ်းသတိလေးကပ်ပြီးတော့ဒါအတွေးတွေကိုပြောင်းလဲမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့နေ့စဉ်ဘဝတွေကလည်းဒါပျော်ရွှင်မှုနဲ့အောင်မြင်မှုတွေအမြဲတမ်းရရှိနေမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့ကိုကမနဲ့အိယာနိုးရဆိုတာနဲ့ကောင်းမွန်တဲ့စကားလုံးတွေနဲ့ကိုပါစက်ကနေပြီးတော့ဒီ affirmation လေးရွတ်ပေးတာကိုယုံကြည်မှုရှိအောင်ရွတ်ပေးတာနောက်တစ်ခုကခုနကသူပြောထားတဲ့နီလန်လေးမှန်ရှိမှပြုံးပြပြီးတော့ပြုတ်မှုပေးတဲ့ဒီအပြုတ်မှုလေးတွေနောက်တစ်ခုကကိုရဲ့ဒီလမ်းလျှောက်တဲ့အချိန်ကိုထိုင်တဲ့ကိုနေဟန်ထားလေးကိုလေပြောင်းလဲလိုက်တာဆိုလို့ရှိရင်ကိုယ့်ရဲ့ energy ကိုတကယ်ကိုပဲဆွဲတင်ပြီးတဲ့အရာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အားလုံးပဲဒီနီလန်းလေးတွေကိုအသုံးပြုပြီးတော့ positive mindset တွေအများကြီးနဲ့နေ့တိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရမယ်လို့လည်းယုံကြည်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင်တော့ဗီဒီယိုလေးကို like လုပ်ပေးခဲ့ပြီးတော့ဒီဘူးတုတာတွေကိုလည်းကိုချစ်တဲ့မိသားစုမိတ်ဆွေတငယ်ချင်းတွေကိုပြန်ပြီးတော့ sharing လုပ်ပေးပါ sharing is caring မှာကျမတို့ဒါမျှဝေခြင်းဆိုတာကိုချစ်တဲ့သူတွေကို give စိုက်တာနဲ့အတူတူပါပဲမျှဝေလိုက်တဲ့အတွက်ကိုမှရှိတဲ့ဘူးတုတာတွေလည်းဘာမှမလျော့သွားပါဘူးသူများတွေကဒီကိုပြောလိုက်တဲ့အကြောင်းအရာကြောင့်သူများတွေရဲ့ဘဝတွေပြောင်းလဲသွားတယ်တခုအကျိုးရှိသွားရဆိုရင်ကိုကကုသိုလ်တော်ရပါသေးတယ်အဲ့အတွက်ကြောင့်အကျိုးရှိရဆိုလို့ရှိရင်သူများတွေကိုလည်းပြန်လဲပြီးတော့မျှဝေပေးပါအားလုံးပဲ good vibes တွေနဲ့ကောင်းမွန်တဲ့ good life တွေကိုပိုင်ချပါစေလို့စတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြရအောင် bye bye